ဒီနေ့ဘုန်းကြီးတို့ခေါ်မဲ့ဇတ်တော်ကစိတ်တသံဗုဒ္ဓဇတ်အဲ့ဒီစိတ်တသံဗုဒ္ဓဇတ်ကိုမြန်မာမိုးလေးပြုပြီးတော့ပေးထားတဲ့တရားကောင်းစဉ်ကဆက်ရနိုင်မှချမ်းသာရာတဲ့တရားကောင်းစဉ်လေးကိုကျင့်ကြပါတယ်ပရိသတ်ဆက်ရနိုင်မှချမ်းသာရဘာတရားတယ်လဲဆက်ရနိုင်မှချမ်းသာရလို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာဟောကြားသိမိမနာကြားသိမိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုတော်မြတ်ကြီးကိုယောသေးစွာလက်ဟုရှိမိုးရှိခိုး၍ဓမ္မသဘင်စတင်ဖွင့်ကြရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်ဟုချီပြီးတော့ဘုရားရှင်ကိုတော်မြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုတော်မြတ်အားခြေကျူကိုရောပူဇော်အပ်တဲ့နမကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ဖွင့်ကြရအောင်ဥရေတိဓာနိလောကိညုစန္တိမာဓမ္မတိရကုပဝတိတိမေသန္တုဓမ္မရံတိဓာတုစုဓာနိဣဒာနိဖယာတိဟုသောယရဏစံယုံကြောင့်တရပံငုံတို့ဖြာဖြာစံစုံတင်၍စွမ်းကုန်ပွင့်ရမည်ယခုကကာလသမယ၌ဓမ္မတိရကုရွှေမြအယောင်နေလာယောင်တွေလာယောင်တို့ထက်ဂရေဂရမကအဝင်းကြည်ပ၍အလင်းသိတလာဖြာဖြာပွားနိုင်သဖြင့်ကဘာတလွားမှယရဏတရားဒီဟုသောကြောင့်ဝါလည်းရှိတော်မူပါပေထသောလောကင်ညုလူအကြောင်းတွေနတ်အကြောင်းတွေမြမအကြောင်းတွေနဲ့ကဘာအကြောင်းတွေရှိရှိသမျှမိမိရာရာခဲ့မဲ့ထင်းမြဲရှင်ဗေရမြလက်တင်ထားတဲ့ကဲ့သို့ပိုင်ကြဝေဗံသဗ္ဗညုတရွှေညာတော်ဖြင့်ဧကံသိမြင်တော်မူပါပေထသောစန္ဒီမာတကဘာလုံးမာသာဆုံးထိန်ဆုံးဖြစ်၍စိတ်တလုံးမြတော်တာလုံးခဏမပေါ်လာလည်းရင်တမြောကမန်းနေလင့်ရသည်စံငွေဖွင့်ပုံတွင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဥရေတိအမိုက်ကိုပဲခွာရှောင်းအမောင်းကိုပြခွင်း၍အလင်းတတကြီးကြီးနဲ့ဘိုးဦးရီတောင်းထိန်စီမမြရောင်ကြီးတဖိဖိနဲ့တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီစန္ဒီမာလေးရုံကိုလဲရ၍လေးရကိုမြန်တော်မူတိတကူမြန်နန်းနေလာစံရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုရောမြတ်ကြီးဖရာတွင်တွင်မူမြင်ဘူးအစင်ဘူကအဘူကကြသဖြင့်ဗုဒ္ဓရှိသူတွေကိုဗုဒ္ဓတွေခြုံငိမ့်အောင်ယုတ်သိအေးမြစေနိုင်သည်ဧဝပိုင်ဖြစ်တော်မူသောအရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီတပ္ပအနိဒသော၍မြတ်သောဘောဝါဒနာခိုင်ကြသဖြင့်ဓမ္မရာအတိုင်းဖြောင်းမှန်စွာနေကြကုန်သောဣမေတံတုရှေးဘဝဇယာတို့ကြောင့်အေးအများကိုသာကြိုက်၍နေကြကုန်သောထိုများစွာတတ္တဝါအနန္တမန္တမြတို့ကိုဓမ္မရံတိဟိဂုံတော်ညွန့်6ဆုံးကြည်ဘုံတော်6ခန်းတရားတော်ဒီဟုသောမြရောင်ကြီးပန်းတို့ဖြင့်ဘာဝတိတိပါရမီဒိဋ္ဌမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နာမတာမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ငွေစံတကြီးကြီးတလီလီပပဝင်၍ထောလင်းတော်မူလဲပါကဘာမောင်မတိမြရောင်ကြီးညွန်ဘုဒ္ဓဖြင့်အထူးကျက်တရေမဆုံးနိုင်သည်ရွှေဖုံးခိုင်ကိုရောမြတ်ကြီးပယာအဲ့တော့ဒီနေ့ဘုန်းကြီးတို့ပိဿာပေါင်းတော်ကောင်းတို့ကိုဘုန်းကြီးပြောမှာကဖရာအလောင်းတော်နဲ့
ညီတော်အာနန္ဒာအလောင်းတော်အနိဗ္ဗာန်ကိုသွားခဲ့တဲ့တခုသောဘဝပရိသတ်တထောင်းစားဘဝတဲ့ဘာဘဝတဲ့လေတန္တရာခရီးသွားတဲ့အခါမှာအလောင်းတော်များတော်မှာအမတန်အောက်တန်းစားနောက်တန်းစားဖြစ်တဲ့တထောင်းစားဘဝကိုရခဲ့ရတယ်ရောက်ခဲ့ရတယ်တန္တရာခရီးကြောက်စရာကောင်းပုံကြီးကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကဇေတွန်ရွှေကျောင်းတော်မှာပြန်ဟောတာဘယ်ကျောင်းတော်မှာဟောတာဇေတွန်ရွှေကျောင်းတော်မှာပြန်ဟောတဲ့ဇတ်စိတ်တတံဗုဒ္ဓဇတ်တဲ့ဘာဇတ်တဲ့လဲဒါကြောင့်ဧကံတမယဘဂဝါသာဝတိယဝိဟာရတိဇေတဝေနေအနာတပိဋိကတ္တအာရမေဧကံတမယခါရဘာစီတုံးကဘဂဝါဘုံ၆ပါးသင်္ကေဘုရားရှင်ကိုရောမြတ်ကြီးသည်သာဝတိယသာဝတိခေါ်တဲ့ရွှေမြို့တော်မှာအနာတပိဋိကတ္တအနာတပိဂုံသိမ့်ပြဝေရှင်တတိဤအာရမေနှလုံးဝေလျောပြောဝေယကောင်းအောင်ဆောင်းလုပ်၍လူရန်အပ်သောဇေတဝေနေဇေတွန်ခေါ်ကျောင်းထိုက်တော်မှာဝိရတိယပဒလေးလေးဖြင့်မြညီရွှင်ပြုံးတဲ့သုံးငါစံပေတော်မူခဲ့ပါပေတည်းဘုရားမြတ်စွာသာဝတိဘေမောဇေတွန်ရွှေကျောင်းတော်မှာယပဒလေးလေးဖြင့်မြညီရွှင်ပြုံးတဲ့သုံးနေတော်မူစဉ်ကာလကချစ်သားတို့တဲ့ငါဘုရားသည်တခုသောဘဝမှာတောင်းသားဖြစ်ခဲ့ဘူးတဲ့တိုင်းကြီးပြည်ကြီးကအဝန္တိတိုင်းနဲ့ပြည်ကဥစ္စေနီပြည်ဥစ္စေနီပြည်မှာပရိသတ်တွေထီးပြူဖွင့်ဘုံမြင့်စံနေတဲ့ရှင်ဘုရင်ကြီးနာမည်ကအဝန္တိမင်းကြီးဗမင်းကြီးတဲ့လေအဝန္တိမင်းကြီးထီးနာစံနေတဲ့ချိန်ဘုန်းကြီးတို့ဖယားအလောင်းတော်ကတောင်းသားမျိုးမှာသွားဖြစ်တယ်ဖယားအလောင်းတော်ပဲမျိုးမှာဖြစ်တယ်နာမည်ကစိတ်တာတဲ့မောင်စိတ်တာတဲ့ဘုရားလောင်းတော်နာမည်ကဘယ်သူတဲ့အမေသေးသွားရောငယ်ငယ်လေးနဲ့အမေနှုတ်ဆိုအရွယ်လေးအမေသေးသွားတာအမေသေးသွားတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးရဲ့အဖေကနောက်မိန်းမထပ်ယူတယ်နောက်မိန်းမထပ်ယူတော့အဲ့ဒီယူတဲ့နောက်မိန်းမမှာခလေးတစ်ယောက်ပါလာတယ်နောက်မိန်းမမှာပါလားအဲ့ဒီကလေးကပရိသတ်တွေညီတော်အာနန္ဒာအလောင်းနဲ့အဲ့ဒီကလေးကဘယ်သူအလောင်းသူ့နာမည်ကတံဗုဒ္ဓတဲ့ဘယ်သူတဲ့လဲဘုရားအလောင်းတော်နာမည်ကစိတ်တာအာနန္ဒာနာမည်ကတံဗုဒ္ဓညီကိုနှစ်ပါးဘဝဇတ်ဘလောက်ကြောက်เสียကောင်းတော့တခါတည်းတောင်းသားမျိုးမှာနှစ်ပါးလုံးသွားဖြစ်တော့နှုတ်ဆိုအရွယ်ကလေးတွေအမေတောင်းသားမကြီးကညီတော်အာနန္ဒာလောင်းတံဗုဒ္ဓထားခဲ့စိတ်တာလည်းထားခဲ့သူများအိမ်ဘေးနောက်ဆွဲမှာအဖေလေးချပြီးတော့နေရအမေတောင်းသားမကြီးမြို့ထဲမှာသွားပြီးတော့ထမင်းသွားတောင်းနေတဲ့အချိန်တော်နဲ့ပြန်မရောက်တော့တို့ဘုရားလောင်းတော်စိတ်တာဗိုက်စားလိုက်တာတံဗုဒ္ဓကလည်းငိုညီလေးမပါဖြစ်လို့ငိုတယ်တိတ်ချစ်တာတဲ့ချစ်မှာပေါ့နောက်ဆုံးဘဝမှာဘုရားရဲ့ညီဝါအာနန္ဒာညီဝါအာနန္ဒာဘုရားခဏခဏခေါ်နေတာကြားဘူးတယ်မလားအာနန္ဒာငါဘုရား၌ငါဘုရားဤထံတော်ဘာ၌ခါသားလိမ်ဝါညီဝါအာနန္ဒာဒီစကားဟာဘုန်းကြီးတို့ပြည်သားခဏခဏကြားဘူးနေတယ်အဲ့တော့ညီကိုလေးအောင်သိချစ်တာသိချစ်တဲ့အခါကျတော့ညီလေးဘာလို့ငိုလဲကိုကြီးကျွန်တော်နှုတ်စားတယ်ကိုကြီးလည်းစားလာဟိုမှာခွေးမကြီးသားကြနေတယ်သူ့သားလေးတွေနှုတ်တိုင်းနေတယ်လာဒီဘက်မှာနှုတ်နှလုံးအားနေတယ်တို့ညီကိုနှစ်ယောက်ဝင်ဆိုးကြစို့ဖြစ်ပုံကဘယိတိုင်ကံစားတာညှိုးတဲ့ခေဘုရားလောင်းတော်စိတ်တာနဲ့ညီတော်အာနန္ဒာလောင်းတံဗုဒ္ဓတို့သည်ခွေးမကြီးနှုတ်ကိုဆိုးပြီးတော့အစာပြေဒီလိုပဲနေကြရတာအမေတောင်းသားမကြီးပြန်လာတဲ့အခါကျတော့မေသားတို့ဗိုက်စားတယ်ဘာလာလဲဒီမှာထမင်းလေးပါလာတဲ့စားသားတို့လေဗိုက်စားလို့မေဟိုခွေးမကြီးနှုတ်သွားဆိုတယ်ဟဲ့မဆိုးကောင်းဘူးဒီတော့ဘယ်နဲ့ခွေးနှုတ်လူသွားဆိုရတယ်လို့ဟဲ့မဆိုးကောင်းဘူးအမေလှုပ်တဲ့ပုဂ္ဂိုလ်ကတားဒါနဲ့ဘယိသားရေတော်တော်ပြောဆိုအဲ့ဒီလိုခွေးမကြီးနှုတ်ဆိုလိုက်အမေရှာပေးတာစားလိုက်နဲ့စိတ်ဓာတ်နဲ့တံဗုဒ္ဓညီကိုနှစ်ယောက်ကဘယိသားရေလူလားမြောက်အရွယ်ရောက်လာပြီ16နှစ်အရွယ်တဲ့ဘယ်အရွယ်တဲ့ဆရာကြောင့်နဲ့ရောက်လာတဲ့အခါကျတော့အမေတောင်းသားမကြီးကလည်းအိုးပြီးဟိုတဲ့အခါကျတော့ဂိုင်းငါသားတို့မင်းတို့သွားပြီးတော့အမေတို့အဖေတို့ကိုတောင်းကြွေးပါတော့တို့ကတောင်းသားမျိုးဆိုတော့အဲ့ဒါတောင်းကြွေးပါတော့လို့ဆိုတော့ခွက်ကလေးနဲ့ဒုတ်ကလေးပေးလိုက်တယ်ဒုတ်ကခွေး6ခုလို့ခွေးတွေပါလေလား6ထုပ်မောင်းထုပ်
ဒီခွက်ကလေးရှေးချအဲ့ဒါမင်းတို့ဟိုမှာဝက်ဆက်ကလေးတွေကိုဘုံလိုလှုပ်ထားတာရှိတယ်အဲ့ဒါလေးနဲ့ဆိုတီးပြီးတော့အကြီးကောင်ကြီးကမြို့အရှိတကားမှာအုပ်စေနေပြီရှေ့တကားမှာမင်းကသွားတလန်းနဲ့2ယောက်သွားနဲ့တလန်းနဲ့2ယောက်သွားရင်မရဘူးအမေတောင်းသားမကြီးကသင်ပေးတယ်အငယ်လှုပ်တဲ့တန်ဗုဒ္ဓကမြောက်တကားကိုသွားမြို့ကတကား4ပေါက်ရှိတယ်မြို့တကားဘယ်နှပေါက်လဲအကြီးလှုပ်တဲ့စိတ်ဓာတ်မင်းကအကိုကြီးဆိုတော့အရှိတကားသွားဟိုကောင်လေးတန်ဗုဒ္ဓမင်းကညီလေးငယ်ကောင်မြောက်တကားကိုသွားမြို့ဝင်တကားအထွက်မှာလူဝင်လူထွက်များတယ်အဲ့ဒါမင်းတို့တနာစရာအတန်ကလေးနဲ့နော်ဒီဘုံတော်ကလေးတီးပြီးတော့တောင်းမိတော့လို့အမေလှုပ်တဲ့ပုဂ္ဂိုလ်ကအဲ့ဒါတွေဆင်ရင်ပေးလိုက်တော့ခွက်ကလေးရဲ့ဒုက္ခလေးရဲ့ဘုံတော်ကလေးတွေယူပြီးတော့တို့ဘုရားလောင်းတော်ကြီးကမြို့တကားထွက်မြို့တကားမှာခွက်ကလေးချဘုံတောက်ကလေးနဲ့ပိဋကကြီးတောင်းတယ်တနာစရာသရှင်လေးဆိုလို့ပေါ့တမ္မုဒအာနန္ဒာလောင်းပြတဲ့တမ္မုဒသရောင်းသာလည်းပဲမြို့မြောက်တကားမှာခွက်ကလေးချပြီးတော့တောင်းတယ်တဲ့ကံများမကောင်းခြင်းတော့ဘုန်းကြီးတို့ပြည်သားဗမာစကားပုံရှိပါတယ်ကံဆိုးမှသွားရဗာလိုက်လို့ရတယ်ညံ့တဲ့ဘဝကိုရောက်နေတဲ့အချိန်မှာကံကလည်းညံ့ညင်တော့ဘယ်လိုဖြစ်လာတော့လို့ဆိုတော့အဲ့ဒီမြို့အရှိတကားမှာတထေးသမီးတဲ့ပရောဟိတ်သမီးတဲ့တနေ့တည်းမှာဘေးသားရေတခါနဲ့အဲ့ဒီမှာပရောဟိတ်သမီးဒီဘယင်နန်းတော်မှာခစားနေတဲ့အရာရှိသမီးလူကြီးသမီးပေါ့ဗျာပရောဟိတ်သမီးကနောက်ကချွေရန်သိမ့်မနေတဲ့ဟာဒီနေ့ဗာနေတဲ့ဒီနေ့ဆန်းဒေးဆိုလာပညာနဲ့သွားမယ်ဆန်းဒေးဆိုပဲသွားလဲဘယ်သူသွားတာလဲဟိုလူကြီးသမီးသွားတာပြောတာပရောဟိတ်ဆိုတာလူကြီးပဲဟာပရောဟိတ်ဆိုတာဘာလဲပဲရေးတာလာပညာနဲ့သွားမယ်ဆိုတော့ဟာနောက်ကလူတွေကပြောတာပေါ့မပြောဘူးလားနောက်ကလူတွေကဟာမမပညာနဲ့မမလေးပညာနဲ့သွားမလို့လားအေးအဲ့ဒါဆိုဘာထည့်ရမလဲထက်ကိတ်မုတ်တွေထက်လက်ဖက်သုတ်တွေထက်ဟိုလာပို့ထားတဲ့ငရမ်းကြောက်တွေစီစမ်းထက်ဘယ်သွားမှာတော့နေအဲ့ဒါပဲဘယ်ရတဲ့ငရမ်းကြောက်တွေစီစမ်းထက်လက်ဖက်သုတ်တွေထက်ဟောဇယန်းလက်ဖက်တို့ဘာတို့ဟိုအကြီးတောင်းလက်ဖက်တို့အကုန်ဟောဗျာကြိုက်ဟိုဘက်ကမုတ်ဘုံလေးထက်ဟဲ့ကော်ဖီတုံးလေးထက်ချင်းနေတဲ့တခါတည်းဘယ်ရတဲ့ဟာကက်ဆက်လက်မမေးနဲ့ဟိုဆိုင်ခန်းလိုက်တိတ်ခွေလဲကြံခဲ့အောင်မယ်နော်မျက်စိထဲမအောင်ပြောရတာဟိုလက်ကတကဆိုင်ခန်းလိုက်ပဲရှိလိမ့်မတော့ဗျာမျက်စိထဲမအောင်ပြောရတာဟုတ်လားဘေးသားအဲ့ဒါတွေလည်းထဲကြံခဲ့အောင်မယ်ဟဲ့ကောစောတွေထဲပေါ်ဗျာဘေးသားအဲ့ဒါတခါတည်းနောက်ကဓမ္မမလေးကသွားမယ်ဆိုတော့နောက်ကပါတဲ့ပုဂ္ဂိုလ်တွေကမပြောဘူးလားဒါပြောတာပေါ့တနေ့လုံးမညာတဲ့နေမှာတော့တနေ့လုံးနေမှာအဲ့ဒါတို့ရောက်လို့တို့ချင်းကျွန်တော်တို့ကကြခုံကြတီးကြမိုးကြပါတီဝဲလေးလုပ်မယ်တော့အေးကောင်းတယ်အိမ်ကနေထွက်လာတာဘယေသားအေးပျော်လို့ရွှင်လို့အဲ့ဒါပန်းညာကမြို့ပြင်မှာဆိုတော့အဲ့ဒီမြို့အရှိတကားကိုရောက်ရောဘယ်ကိုရောက်လဲမြို့အရှိတကားကိုရောက်တော့တို့ဘုရားလောင်းတော့စိတ်ဓာတ်ကလည်းဟာဟိုမှာလူအုပ်ကြီးတော့လာပြီလူအုပ်ကြီးလာရင်တော့ငါအစွမ်းပြသေးတာပေါ့တို့ကလည်းဒီကနေဘာလုပ်မလဲတောင်းမှာဘာလို့မှလည်းဘေးသားအဲ့တော့တောင်းတယ်ဆိုတာပြေးကြပါခင်ဗျာကြွကြပါခင်ဗျာလို့တောင်းလို့ရလားဘယ်လိုတောင်းလဲတဏှာတန်လေးနဲ့တောင်းရတယ်ဘယ်လိုတန်လေးနဲ့တောင်းရလဲသရှင်ဆိုရင်လည်းပဲဖွဲ့ဝဲတွန်းတဲ့သူများလွန်းစရာကောင်းတဲ့သရှင်ဆိုရတယ်မဟုတ်လားအဲ့ဒါတောင်းစားကမြို့တကားမှာဟဲ့ခေါ့သရှင်နေဆိုလို့သူများလူပါမလားအဲ့တော့ဘယ်လိုဆိုမလဲတဏှာစရာသရှင်ဆိုဘာသရှင်ဆိုရမလဲအဲ့တော့ဘုရားသားရေတို့ဘုရားလောင်းတော်ကဒါတွေကသိပြီးသားဆိုတော့စိတ်ဓာတ်ကအဲ့ဒီမှာခွက်ကလေးရှေ့ချပြီးတော့ဘုံတောက်ကလေးနဲ့ဘုရားသားရေတချင်းဆိုပေါ့ဘာဆိုလဲတချင်းဆိုတော့ဆိုပြအောင်မလားမဆိုခြင်းပါဘူးဗျာတောင်းသားတချင်းကြီးဘာလို့ဆိုရမှာလဲတို့ကလည်းတောင်းသားတချင်းကနားထောင်ခြင်းသေးတယ်တောင်းသားတချင်းဆိုကိုပါတောင်းသားဖြစ်သွားမှာပေါ့ငကိုတဲ့ကဘိက္ခဏသီလောယာတနာသီလောဘိက္ခုတဲ့တောင်းစားတတ်လို့ယဟန်လို့ခေါ်တာတဲ့ဘာဖြစ်လို့ယဟန်လို့ခေါ်လဲတို့ပြောပါဟဲ့អော်လိုက်တာလဲဟုတ်တယ်စာပေမြဘိက္ခဏသီလောယာစနသီလောဘိက္ခုတဲ့ယာစနဆိုတာတောင်းစားတာယာတနာဆိုတာဗါတဲ့လေရင်လေးသုံးတော့အလူခန္ဓာပေါ့ဗျာဘာလို့တာလဲဘယေသားရဲ့အလူခန္ဓာဒါကြောင့်ဟိုမှာသုဒ္ဓရဏမင်းကဘုရားကိုဗာပြောလဲမြတ်စွာဘုရားဆွမ်းခံကြတော့လေကပိလို့နေပြီးတော့မှဆွမ်းခံကြတော့ကိုရော
ခွက်မဲကြီးလက်ဆွဲပြီးတော့ဘာဖြစ်လို့အိမ်စဉ်လှဲ့ပြီးတော့ရှောက်တောင်းနေတာလေတုတ်တော်ဒနာကဘုရားကိုရန်တွေ့တာဘယ်သူကိုရန်တွေ့တာလဲတပည့်တော်တို့သာကီဝင်မျိုးမှာအဲ့လိုတောင်းစားတဲ့အမျိုးမရှိဘူးကိုတော့လာရွှေနန်းတော်လိုက်ခဲ့အတင်းလက်ဆွဲပြီးတော့ဘုရားပြန်ခေါ်တာတုတ်တော်ဒနာကဒါကြောင့်ဘုန်းကြီးတို့ဘုရားတိုင်ဘိက္ခဏသီလောယာတနာသီလောဘိက္ခုဆိုတာအဲ့ဒါပဲတောင်းစားတယ်လို့ဘိက္ခုလို့ဒီလိုသုံးတယ်။ကိုင်ဒီနေ့ခေတ်တော့တောင်းစားတယ်လို့ပြောရင်ကြေးကြေးလေးသုံးတယ်အလူခံစားတယ်တဲ့။ဘာစားတယ်တဲ့လေ။အမှန်မှန်ကတော့ဘာလုပ်တာလဲ။ပြောတာပြောအာမနာနဲ့တောင်းစားတာပဲ။ဒါသုဒ္ဓောဒနာပြောတဲ့စကားပဲလေဟုတ်တယ်မဟုတ်လား။ဘာလို့ခွတ်တို့ကြီးဆွဲပြီးလျှောက်တောင်းနေတာလဲတဲ့။အဲ့တော့ဘယိသကိုင်တို့ပြောလိုက်ကြပါစို့ဟိုမှာသနာစရာအတန်ကရုဏာတန်လေးနဲ့မျက်ရည်လည်းမထွက်အောင်ပါဗျာအတင်းတခါတည်းအဲ့ဒီမှာဆိုတော့ပရောဟိရဲ့သမီးမမလေးကဘယိသရင်စောစောစီစီဒီနေ့ဆန်းဒေးဥယျင်ကစားထွက်လာတာဇာလိုပြောတော့ဥယျင်ကစားတာနော်ဒီနေ့ပြောရင်တော့ပန်းချံနဲ့သွားတာဘာသွားလောက်တာလဲဟိုဖြူစရာတော့ပြောရင်တော့ပန်းချံနဲ့သွားပြီးတော့နန့်တာဒါဖြူစရာတော့ပြောတာကိုပြောတာမဟုတ်ဘူးပြန်တော်မူတဲ့ဘုန်းကြီးပုံချမှာမဟုတ်ရင်ကိုယ်ကောင်းလဲလာအောင်မယ်ဖြူစရာတော့မရှိတော့ပြန်တော်မူသွားပြီဟုတ်တယ်မို့လားဘယိသအဲ့ဒါပန်းညာနဲ့သွားပြီးတော့အဲ့ဒါနန့်တာဘယ်သူပြောတာလဲဖြူစရာတော့ပြောတော့ကိုယ်ပြောတာမဟုတ်ဘူးနော်အဲ့ဒါတခါတည်းသူကထွက်လာတော့အာမလေးကျက်သေးမရှိမင်္ဂလာမရှိတဲ့မြဲခွန်းနဲ့ကျက်သေးမရှိမင်္ဂလာမရှိတဲ့အသံကိုကြားရတာဟာဒီနေ့ရှေ့ဆက်သွားရင်လည်းပဲမင်္ဂလာမရှိတာတွေကြီးတွေ့တော့မယ်အဲ့ဒီတော့ကျက်သေးမရှိမင်္ဂလာမရှိတဲ့အသံကိုဥဖြားတွေ့လိုက်ရတာမို့လို့ရှေ့လျှောက်လဲမင်္ဂလာမရှိကျက်သေးမရှိတာတွေတွေ့မယ်အဲ့တော့မသွားဘူးဟဲ့နောက်ပြန်လှည့်တယ်ဆိုတော့ပြေးသားရေမမလေးကအိမ်ပြန်ဟောမမလေးကပဲပြန်လဲအိမ်ပြန်တော့သူအိမ်ပြန်သွားတာကအရေးမကြီးဘူးအဲ့ဒီနောက်ကပြောမယ်ပါမယ်ဆိုပြီးတော့လိုက်လာတဲ့အုပ်စုကမကျေနပ်ဘူးကျေနပ်သလားတခါတည်းအချိန်ကြီးချိန်ပြီးတော့မှအစီအစဉ်တွေတကြဆွဲပြီးတော့မှကြာနာစီစဉ်လာတာကိုဒီမြို့အရှိတကားရောက်မှပြက်တာဒင်းကြောင့်ပြက်တာဟောလှဲ့သွားတော့ဘုရားအလောင်းတော်ပါဘူးဘယ်ကိုလှဲ့သွားလဲဟိုမမလေးကြီးတို့မလှဲ့ရဲဘူးလှဲ့ရဲလားဘယိသဘုရားအလောင်းတော်ပဲလှဲ့သွားတယ်ဒင်းကြောင့်ဖြစ်တာဆိုပြီးတော့ဘယိသရဲ့အဲ့ဒီမှာဘာလို့ကြတယ်လဲပါလာတဲ့ချွေရန်သင်းမင်းတွေကဖယားအလောင်းတော်ကိုဝိုင်းရိုက်တယ်တဲ့ဘယ်သူဝိုင်းရလဲမင်းကြောင့်ဆိုပြီးတော့ကာနဲ့ကောင်းရောက်တဲ့ကောင်းရိုက်အဲ့ဒါဘုရားလောင်းတော်အောက်ကနေလက်ကလေးနဲ့အသားလေးဘယ်ပရောဟိတ်မျိုးနဲ့တတောင်းစားမျိုးအစင်တန်းချင်းကအများကြီးကွာတာကွာသလားမကွာဘူးလားအဲ့ဒါတခါတည်းဘာမှရှင်းပြလို့မရဘူးကျွန်တော်တောင်းတာပါခင်ဗျာမင်းတောင်းတာအရေးမကြီးမမလေးစိတ်ဆိုးပြီးပြန်သွားပြီအဲ့ဒါမင်းကြောင့်ငါတို့ဒီနေ့ပျော်ပွဲစားမထွက်ရတာငါတို့ဒီနေ့ပျော်ရမယ်နေ့မပျော်ရတာဆိုပြီးတော့အဲ့ဒါဘုရားလောင်းတော်ကိုပိတ်ကန်ထုရိုက်နဲ့အဲ့ဒီမျိုးတကားသွေးတွေနဲ့ခေါင်းတွေကွယ်လို့အဲ့ဒီနေ့ပဲတိုက်ဆိုင်တစ်ချိန်နဲ့တပြိုင်နက်တည်းပရိသတ်မြို့ထဲမှာရှိနေတဲ့တထေးသမီးကလည်းပဲဒီနေ့ဆန်းဒေးဆိုတော့နောက်ကရွှေရန်သင်းမင်းနေနဲ့မြို့ပြင်ကိုဥယျင်ကစားထွက်တာဘာကစားထွက်တာလဲရှေ့ရစကားတွေအလွန်ရင်ကျေးတယ်နော်ဥယျင်ကစားထွက်တယ်တဲ့ဗါတယ်လေပရိသတ်ဥယျင်ထဲမှာသွားကစားတာဥယျင်ကစားထွက်တယ်တဲ့ဟေးလာကြဟေးသွားမယ်ဟေးဆိုတော့ဆွဲချင်းနေတဲ့ထဲကြပေါ့ဗျာခုနတော့ငါပြောတဲ့အတိုင်းပေါ့ပန်းသီးတွေကဘာတွေကငါချောင်းတွေကအကုန်လုံးမုတ်တွေကအကုန်ထက်ကဆက်ကြီးထမ်းတဲ့ကောင်ကထမ်းပေါ့ဗျာယုံနဲ့ထွက်လာတာပရိသတ်မြို့မြောက်တကားကထွက်တာဘယ်ကထွက်လဲမြို့မြောက်တကားမှာတောင်းနေတာဘယ်သူလဲတံဘူတဘယ်သူလဲပရိသတ်တံဘူတကလည်းဟန်ကြပြီလူအုပ်ကြီးထွက်လာပြီဒီလူအုပ်ကြီးနဲ့တိုးလို့ကတော့ငါတော့ပတ်စံတော်များရပြီဟဲ့ဆိုပြီးတော့ပရိသတ်သူကလည်းဘာလို့တလဲတံဘူတကလည်းအဲ့ဒီမှာတနာစရာကရုဏာသချင်းတွေဆိုပြီးတော့တောင်းတော့ဟိုတထေးသမီးကဥယျင်ကသာထွက်လာပါတယ်ကျက်သေးမရှိမင်္ဂလာမရှိတဲ့အတန်ကြားရတယ်ကွယ်ရှေ့လျှောက်သွားလဲကျက်သေးမင်္ဂလာမရှိဘူးဖြစ်လိမ့်မယ်။ကိုင်းနောက်ပြန်လှည့်ကြသို့အဲ့ဒါနဲ့ပရိသတ်သူကလည်းနောက်ပြန်လှည့်တော့နောက်ကပါလာတဲ့ပုဂ္ဂိုလ်တွေက
တို့ကတော့ဒီနေ့ဥယျာဉ်နဲ့ပျော်ပျော်ပါးပါးနေရပြီအောင်မေ့တယ်ဒင်းကြောင့်ဆိုပြီးတော့ပရိသတ်အဲ့ဒီမှာတို့ဖယားအလောင်းတော်ရဲ့ညီဖြစ်တဲ့ညီတော်အန္တာတာအလောင်းတန်ဘူတကိုဝိုင်းရိုက်ပြန်ကောဘယ်သူကိုဝိုင်းရိုက်လဲတန်ဘူတကိုဝိုင်းရိုက်တော့တန်ဘူတကလည်းငယ်တာဆိုတော့ပရိသတ်ရဲ့ပိုအထိနာပိုအထိနာတဲ့တို့ဘုရားလောင်းတော်ကအကြီးဆိုတော့နည်းနည်းခုခံအားရှိတော့နည်းနည်းတော့လက်တွေပါနေနဲ့ကာထားတာပေါ့လေဒီတန်ဘူတကတော့ငယ်ကလည်းငယ်ကလေးရလည်းကလေးဆိုတော့သိပ်ပြီးတော့မခုခံမကာကွယ်နိုင်တဲ့အတွက်ကြောင့်မလို့တို့ကတော့အထိနာတယ်အထိနာတော့ခေါင်းတွေပါတယ်ပေါက်ပြဲကွဲပြီးတော့ဒီလိုဖြစ်တော့ညီကိုနှစ်ယောက်ဘာမှလည်းမရောက်ခွက်တွေလည်းကွဲအဲ့ဒါဘုံတို့တွေလည်းပဲပြောက်လို့ပြောက်ကုန်မှမသိအကုန်လုံးဒုက္ခတွေရောက်တော့အဲ့ဒါမသေးုံတမဲပဲဆိုလိုက်ကြပါစို့ပြေးသားအဲ့ဒါနဲ့တို့ပြောစို့ညီကိုနှစ်ယောက်ချိန်နာတာကိုမင်းတောင်းမရင်ပြန်လာခဲ့ဒီညောင်ဝင်ကြီးအောက်ကိုအကိုကြီးလည်းဒီကလာစောင့်နေအေးစောင့်နေပဲဆိုပြီးတော့အဲ့ဒါညီကိုနှစ်ယောက်ပြန်ဆုံလဲဆုံတော့အကိုကြီးတော့လည်းခေါင်းကွဲညီလေးကြီးတော့လည်းခေါင်းကွဲအဲ့ဒီမှာတို့ဘုရားလောင်းတော်ကိုအာနာနာအလောင်းဖြစ်တဲ့တန်မူတကငိုငိုပြီးတော့တိုင်တာကိုကြီးရဲ့ငါဒီလိုလောက်ခါရတယ်ဒီလိုဖြစ်တဲ့အဲ့ဒီသထေသမီးပေါ်မြို့မြောက်တကထွက်လာပြီးတော့ကိုကြီးရဲ့ငါကြည့်ပါဦးကိုကြီးရဲ့ငါကြည့်ပါဦးခါတော့အဲ့ဒီမှာအာနာနာလောင်းတန်မူတကငိုရောပရိသတ်ငိုတဲ့အခါကျတော့မှဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးကစိတ်ဓာတ်ကညီလေးတဲ့မင်းဒီဒုက္ခဘာဟုတ်လေအောင်မလဲဒီဒုက္ခဘာဟုတ်လေအောင်မလဲငါညီလေးဒီဒုက္ခကိုသိခံပြီးတော့ခါမှာတို့တန်တရာခကြီးကသွားနေတဲ့ခါမှာဒီမြမကဒုက္ခဆင်းရဲတွေတွေ့ကြုံခဲ့ရတဲ့ငါညီဒီဒုက္ခကိုသိခံပြီးခါမှာလို့မာတွန်သံမူရာဒုက္ခတိဒုစနေဟိပရုတိတောလောကဓမ္မိသံဗုဒ္ဓဧတာသံသာရဓမ္မတာသံမူတတထောင်သာအယုတ်ဇာနဲ့မဟုတ်မဟတကောသေးလွန်လို့အကျိုးပေးကံတူကြတဲ့အိုညီလေးတန်ဗုဒ္ဓရဲ့တော်ရှေ့ကံငယ်ဖြစ်ချလို့ရှေ့ကံငယ်ပြစ်ချလို့ဆွေးရံွယ်အညစ်ဘဝနဲ့ဖြစ်ရတဲ့သင်ကြီးကလေးသည်ဒုဒနေဟိလူမိုက်လူရန်ကားတို့သည်ဒုဒနေဟိလူမိုက်လူရန်ကားတို့သည်ဘရုတ်တိတော်ပြန်မဲ့ဆိုကင်းလိုက်တာကကိုချင်းရမမဆာနာမရှုမစားကရုဏာမရှိမတနာပြမရိုက်နေအတ္တိဖြစ်၍ဒုက္ခကိုစိတ်နှစ်ပါးမျိုးသိ၍ထားလိုက်ပါတော့များများကြီးဒုက္ခရောက်၍နေသည်မအတိအမှန်ပဲမဖြစ်ပါနဲ့တော့ငါညီလေးမငိုနဲ့ဒီဒုက္ခကြီးဟာတတ္တာတန္တရာကဘာဆက်ရကများမကြမခွာထွက်နိုင်ရဲ့ရာသက်ပါမပြီးလေကြတဲ့ခီးတဲ့တတ္တဝါတို့သည်လောကဓမ္မိသဘောမမကြောတန်တဲ့လောကဓာတ်၈ပါးအညစ်တရားတို့ဖြင့်တံမုံဓာတွေ့၍နေကြလေကုန်မည်ဧသာဤလောကဓာတ်၈ပါးအညစ်တရားတို့နှင့်တွေ့ကြုံ၍နေရခြင်းသည်တန်သာရဓမ္မတာပြေလို့လည်းမလွတ်ပါတကားဝိုးကဖြင့်ကြီးစွာမြေကိုရှိုးပြီးတော့မိုးကိုမပြန်နိုင်တာမို့တန်တရာနှုံးမှန်လာတဲ့ထုံးစံဓမ္မရာကြီးဖြစ်၍နေပါပေပြီတကားညီလေးတဲ့ငိုမနေနဲ့ဒါဟာလောကတန်ထွားဓမ္မရာတရားပဲလို့ဘိသရဲ့ညီလေးကိုတရားချတယ်ဘယ်သူတရားချညီလေးကိုတရားချပြီးတော့စဉ်းစားတယ်ဘုရားလောင်းတော်တန်ဗုဒ္ဓကညီလေးတို့ဒီမှာနေလို့တော့မဖြစ်တော့ဘူးတရွာမပြောင်းသကောင်းမဖြစ်တဲ့ရှေ့သားသို့ရှိတယ်အဲ့တော့တို့ဘဝဇတ်ကိုမြုပ်ပြီးတော့တနေရာမှာသွားပြီးတော့နေမှဖြစ်မယ်ဒီမှာနေဒီလိုပဲလူရန်ကားတွေနှိပ်စက်တာငါတို့ခံရမယ်သူတို့ကပတ်စံရှိတယ်အာနာရှိတယ်ပါဝါရှိတယ်ပတ်စံအာနာပါဝါရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အောက်မှာတို့နေရတာသိပ်ပြီးတော့မဟာမှုညီလေးနောင်လဲပဲဒီလိုတနေ့မတိုးတနေ့တိုးမှာပဲအဲ့တော့ငါတို့ဒီမှာမနေပဲနဲ့တနေရာမှာသွားပြီးတော့ဇက်မြောက်ရင်ကောင်းမယ်လို့ဆိုပြီးတော့ပရိသတ်တွေအမေနဲ့အဖေနဲ့တော့အတိမပေးတော့ပဲနဲ့ဖယားလောင်းတော်စိတ်ဓာတ်တောင်းစားရဲ့အာနန္ဒာလောင်းတန်ဗုဒ္ဓရဲ့ပရိသတ်တွေဘယ်ကိုသွားတော့ဆိုရင်တက္ကသိုလ်တိုင်းပြည်ကိုထွက်သွားတယ်ဘယ်ကိုထွက်သွားလဲတက္ကသိုလ်တိုင်းပြည်ကိုထွက်သွားတော့ဟိုရောက်တဲ့အခါကျတော့ပါလာတဲ့ပတ်စံလေးတွေနဲ့အဝတ်စားတစ်တွေဘာတွေဝဲဝတ်ပြီးတော့တက္ကသိုလ်တိုင်းပြည်ဓိတာပါမောက္ခဆရာကြီးထံဝင်လို့ဆ
ဆရာကြီးခင်ဗျာကျွန်တော်တို့ဆရာကြီးထံမှာပညာသင်မရသေးအေးကောင်းပြီပညာသင်တာကကိစ္စမရှိဘူးငါကျောင်းတော်ကြီးမှာပညာသင်တာကမင်းမျိုးဗျမဏပုံနာမျိုးတထေတကြွယ်မျိုးဒါတွေပဲလက်ခံတယ်နော်မျိုးရိုးညံ့တဲ့ပုဂ္ဂိုလ်တို့တက္ကသိုလ်မှာလက်မခံဘူးမဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့ပုံနာမျိုးတွေပါလိန်ပြောတာဘာပြောတာလဲအေးလိန်ပြောတာဘေးသားတယ်အဲ့တော့လိန်နေဆိုတာဘုရားလောက်တော့လိန်သေးတာပဲခွေးခွေးလိန်တာဘာဖြစ်လဲလိန်တာလိန်ညဒါပဲရှိတယ်မလိန်ဘူးလားလိန်တာများဆန်းလွန်လုံးအမလေးပါတယ်ဘုရားလောက်တော့လိန်သလားမလိန်ဘူးလားနဲ့လိန်ပြောတာပုံနာမျိုးတဲ့ဗျာမဟုတ်ဘူးသံတော်သားမျိုးဘာမျိုးလဲဘုရင်သားအဲ့ဒါသံတော်သားမျိုးဆိုတော့လက်မခံပါကြောက်တော့ကျွန်တော်ပုံနာမျိုးပါလို့ပြောတော့ဟဲ့ပုံနာဆိုရင်ကောင်းပြီမင်းတို့ဘာလုပ်မလဲစာသင်မယ်အေးအဲ့ဒါဆိုရင်လည်းလာဆိုပြီးတော့ဘုရားလောင်းတော်စိတ်တရဲ့တမ္မုဒ္ဒရဲ့နှစ်ယောက်ကိုဒိသာပေါင်းပေါက်ကဆရာကြီးကဘုရင်သားရဲ့အဲ့ဒီမှာလက်ခံထားတယ်အဲ့ဒီမှာဘာလုပ်လဲလက်ခံထားပြီးတော့ဘုရင်သားရဲ့အဲ့ဒီထဲမှာပညာတွေသင်ပေးတာဘုရားလောင်းတော်ကြီးကပါရမီရှင်ဘာပုဂ္ဂိုလ်လဲပါရမီရှင်ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့တက္ကသိုလ်ပြည်မပရိသတ်ရေး3နှစ်3ဖို့သင်ရမယ်စာတွေကိုတစ်နှစ်ထဲနဲ့တတ်တယ်တဲ့ညံထက်တာဘာထက်တာလဲညံထက်တော့စာတော်တဲ့တပည့်ကိုဘုန်းကြီးတို့ပရိသတ်ရေးဆရာချစ်တယ်ချစ်သလားမချစ်ဘူးလားဒါကြောင့်မို့လို့အဲ့ဒီဘုရားလောင်းတော်စိတ်တာကိုတို့ဒိသာပေါင်းပေါက်ကဆရာကြီးကလက်ထောက်ဆရာအဖြစ်တဲ့ဘာဆရာဖြစ်လဲဒိသာပေါင်းပေါက်ကဆရာကြီးကအာကိုပြီးတော့လက်ထောက်ဆရာအဖြစ်ကောင်းစွာမသွေခန့်အပ်တော်မူလိုက်ပါပေတည်းဘုရားအလောင်းတော်စိတ်တရဲ့ဉာဏ်ရည်ထက်မြက်မှုကိုဒိသာပေါင်းပေါက်ကဆရာကြီးကသိတဲ့အခါကျတော့ဘုရားသားရဲ့လက်ထောက်ဆရာအဖြစ်ခန့်အပ်တယ်လက်ထောက်ဆရာအဖြစ်ခန့်အပ်တမ္မုဒ္ဒကတော့ဇာပေပရိယတ္တိဇာတိသင်ကြားတော့မရှိသေးတယ်ဒါနဲ့တနေ့တော့ဘုန်းကြီးတို့တက္ကသိုလ်ပြည်ထဲမှာပုံနာတွေကိုဖိတ်ပြီးတော့မန္တန်ရွတ်ပွဲတဲ့ဘာပွဲတဲ့လဲအဲ့ဒါအိမ်မှာဘေးကင်းရန်ရှင်းအန္တရာယ်ကင်းအောင်လို့ဆိုပြီးတော့အဲ့ဒါမန္တန်ရွတ်ပွဲပုံနာတွေဖိတ်ပြီးတော့မန္တန်ရွတ်ပွဲကျင်းပတဲ့အခါကျတော့ဒိသာပေါင်းပေါက်ကဆရာကြီးကအဲ့ဒီနေ့ကမလိုက်နိုင်ဘူးမလိုက်နိုင်တော့လက်ထောက်တပည့်ဖြစ်တဲ့ဘုန်းကြီးတို့ဘုရားလောင်းတော်စိတ်တကိုဥဆောင်ပြီးတော့မောင်စိတ်တမင်းဥဆောင်ပြီးတော့ပုံနာ8ယောက်တမ္ပူတလည်းခေါ်သွားကွာအဲ့ဒါမင်းတို့ညီကို2ယောက်ရဲ့ပုံနာ8ယောက်ရဲ့ပေါင်း10ယောက်အိမ်မှာမန္တန်ရွတ်ပွဲဆိုပြီးတော့အဲ့ဒါပင့်ဖိတ်ထားတယ်အဲ့ဒါမင်းမန္တန်သွားရုပ်ပေးလိုက်ဒီနေ့ခေတ်ဘုန်းကြီးတို့ပရိသတ်ပေါင်းတော်ကောင်းတို့နားလည်အောင်ပြောရင်တော့ဘုန်းကြီးတို့အိမ်တွေမှာအန္တရာယ်ကင်းမို့လို့တန်ဃာတော်တွေပင့်ပြီးတော့ပရိတ်ရွတ်တာတို့ဟိုဓမ္မစကြာအဖွဲ့တွေဖိတ်ပြီးတော့ညနေပိုင်းဓမ္မစကြာရွတ်တာတို့အဲ့ဒီလိုဘေးရန်အန္တရာယ်ကင်းအောင်လို့ဆိုပြီးတော့ပင့်ဖိတ်ပြီးတော့ရွတ်တဲ့အစဉ်လားအဲ့ဒီတက္ကသိုလ်ပြည်မှာရှိတယ်သို့တော့ဘုရားပွင့်ရကာလမဟုတ်တဲ့အတွက်ကြောင့်မို့လို့မန္တန်တွေကိုရွတ်ကြတယ်တဲ့ဘာတွေရွတ်ကြလဲမန္တန်တွေရွတ်ပွဲအဲ့ဒီမှာဒိသာပေါင်းပေါက်ကဆရာကြီးကမလိုက်နိုင်တဲ့အတွက်ကြောင့်မို့လို့စိတ်ဓာတ်ကိုဥဆောင်ပြီးတော့တမ္ဗုဒ္ဓရဲ့စိတ်ဓာတ်ရဲ့နောက်ကပုံနာ8ယောက်ရဲ့10ယောက်အဲ့ဒါပုံနာဝိဇ္ဇာတွေဝေပြီးတော့မန္တန်ရွတ်ပွဲကြွသွားဟိုအိမ်မှာခင်းထားတဲ့နေရာတွေမှာထိုင်ပြီးတော့အဲ့ဒီမှာဘာလို့ကြလဲမန္တန်ရွတ်ကြတယ်ဘာရွတ်ကြသလဲမဟာကရိန်ကရိန်မေကလံရုံလံမောင်လံကုံနံမာရောဘောဓိမန္တလသမိမကောအရေအေမြမြတိန်ချာချာတိန်ပြပြန်တိန်မရိန္ဒံဝဇဝစီကံပြစယောနာစယောမြနမောပုံနာတွေရွတ်တဲ့စိန္ဒာမဏိဂါထာတဲ့ဘာဂါထာတဲ့လဲဘုန်းကြီးတို့ပါဠိမှာကတော့စိန္ဒာမဏိယရဏာနိဗုဒ္ဓံဗုဒ္ဓယတနာနံဒါကမြတ်စွာဘုရားပွင့်တော်မူတဲ့အခါမှာဒါရွတ်တဲ့ပါဠိစိန္ဒာမဏိဂါထာဘုရားမပွင့်ခင်တုန်းကပရိသတ်တွေပုံနာတွေရွတ်တာမှာ
ကရိန်ရုံလံမုံလံကုံနံဟူမာရောဘောဓိမန္တလသမိဘကောအယေမြမြတိန်ချာချာတိန်ပြပြတိန်မရိဏဝတ္တဝတိကပြဇယောနာဇယောမြာနမောအဲ့ဒါဘုံနာရိတံပြိုင်ဒီစိဏမဏိဂါထာရွတ်စိဏမဏိဂါထာကြီးရွတ်လို့ပြီးတဲ့အခါကျတော့အိမ်ရှင်လှုပ်တဲ့ပုဂ္ဂိုလ်ကဘေးသက်တွေအဲ့ဒီဘုံနာတွေကိုနို့ခနာတဲ့ဒီနေ့ခေတ်ခေါ်ရင်တော့ခနာနို့ဇွမ်းဆိုတာနို့နဲ့ဆန်နဲ့ပြုတ်တဲ့နို့ဆန်ပြုတ်ပါတယ်ဘေးသက်အဲ့ဒါနို့ဆန်ပြုတ်တဲ့ဘုံနာတွေကိုအခန့်နဲ့ပေါ့ဗျာအခန့်တော့ဘုန်းကြီးတို့ဘုရားအလောင်းတော်ကတော့အိန္ဒိယရနဲ့တကူတလုံးချင်းနို့ဆံပြုတ်ပြောကလေးမှုတ်လိုက်တောက်လိုက်မှုတ်လိုက်တောက်လိုက်နဲ့ညီတော်အန္ဒာနာအလောင်းဖြစ်တဲ့တန်ဘူတကတော့တခါမှလည်းပဲအခုလိုမစားတောက်တွေပါတွေမန္တန်ရွတ်ပွဲတွေကမလိုက်ရတော့တရောင်းသားဘုရားကလည်းငတ်ပြက်လာတာဆိုတော့ဘုရားဟေးတန်ဘူတကအဲ့ဒါဘယ်နဲ့လှုပ်တုံးဆိုတော့အာရပါရဒီနို့ဆံပြုတ်ကိုတခါတည်းဇွန်းနဲ့ခတ်ပြီးတော့အာရပါရတောက်ထက်လိုက်တာနို့ဆံပြုတ်ဆိုတာအေးရင်တောက်မကောင်းဘူးတောက်ကောင်းလားအဲ့ဒါဟိုကအပူကြီးထည့်ထားတာအဘောကအကျော်လေးတင်းနေတော့ဓမယေလေးအဘောကနို့ကအကျော်လေးတင်းနေတော့အငွေးကမထွက်ဘူးအငွေးမထွက်တော့သံဗုဒ္ဓစိတ်ထဲဒါကတော့အေးနေပြီထင်ပြီးတော့ဘယေသားကြီးသူကငတ်ကလည်းငတ်နေတာဆိုတော့အာရပါရအဲ့ဒီမှာတောက်လိုက်တော့ဘယေသားကြီးရှာပူသွားတာဘာဖြစ်သွားတာလဲရှာအပူလောင်သွားတာအဲ့ဒါရှားပူလောင်သွားတဲ့အခါကျတော့အဲ့ဒါတတိလက်လို့ပြီးတော့ဘိန်းတော်ဘယေသားကြီးတတောင်းစားစကားနဲ့ပြောလိုက်တယ်တဲ့ဘာစကားနဲ့တဲ့တတောင်းစားစကားနဲ့ပြောလိုက်တယ်ခလု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 ဆိုတော့ခလုခလုဆိုတာတတောင်းစားစကားကဘာပြောလဲပူလိုက်တာဟာပူလိုက်တာဟာဟာပူလိုက်တာဟာဒီလိုပြောတာကိုအဲ့တော့လောကထဲမှာဘိန်းတော်ဘယေသားကြီးမှတ်သားပါစကားဆိုတာရှင်မယလဲရှင်မယစကားရှိတယ်မရှိဘူးလားဘုန်းကြီးလဲဘုန်းကြီးစကားမရှိဘူးလားလူလဲလူစကားမရှိဘူးလားအေးဘုန်းကြီးဆိုရင်လို့ရှိရင်ဘုန်းကြီးနဲ့တပားနဲ့တပားနဲ့ရှင်ဘုရားတပည့်တော်မမဘုရားတင်မဘုရားဒါဘုရုစကားလဲအေးဘုန်းကြီးယဟန်တန်ဃာတွေစကားဒကာကြီးတွေဒကာမကြီးတွေခေါ်ဒကာကြီးဒကာမကြီးတို့ဆိုရင်ဘယ်လိုထူးလဲဘုရားမထူးပါဘူးလားဒကာကြီးဒကာမကြီးတို့ဆိုဘာတော့ဟဲ့ဘုန်းကြီးတို့ပြောတဲ့လူရှိသလားမရှိဘူးလေဒါဘုန်းကြီးစကားနဲ့ပြောတာအဲ့ဒီတိုင်းပဲဘုန်းကြီးတို့ပြေးတိုင်းရှင်မယင်လဲရှင်မယင်စကားဆိုတာရှိသလားမရှိဘူးလားဘုန်းကြီးတို့တန်ဃာတော်များကြတော့ဆုံးဖုံးပေးတယ်တဲ့တန်ဃာတော်များကြတော့ဗါတယ်လေလူတွေကြတော့ထမင်းစားတယ်တဲ့လူတွေကြတော့ဗါတယ်လေအခေါ်ချင်းတူသလားစကားချင်းတူသလားအေးတန်ဃာတော်များကြတော့ဆုံးဖုံးပေးတယ်အဲ့ဒါဘုန်းကြီးစကားဘာစကားလဲထမင်းစားတာကြတော့လူစကားကရှင်မယင်များကြတော့ဘယ်လိုပြောမလဲဟေးပွဲတော့မင်းမျိုးမင်းတွေဒီထဲပါလာပဲဟမ်မင်းမျိုးမင်းတွေဒီဖြစ်ပါလိမ့်မယ်စောင့်နေပွဲတော့တဲတဲ့ဘုန်းကြီးများကြတော့နေလေနေခင်ဆွမ်းစားပြီးကျိန်းဆက်တယ်တဲ့ဗါတယ်လေဘုန်းကြီးကျိန်းနေတယ်မပြောဘူးလားလူတွေကြတော့ရှင်မရင်ကြတော့မင်းမျိုးမင်းတွေဒီတော်တော်များပါတာပဲဒီထဲမှာသူတို့မင်းစကားတော်တော်ပြောတတ်တာပဲဆက်တော်ခေါ်တယ်တဲ့အမွေဆက်တော်ခေါ်တယ်တဲ့ဘာတယ်လဲဘယေသားခေါ်ကြကြိုက်တဲ့ဆက်တာခေါ်သွားကြဒါပဲရှိတယ်ဟိုမီးသိမ့်ကြိုတဲ့ဆက်ခေါ်ရင်ပိုတော်ကောင်းသေးတယ်ဘကုမီးသိမ့်ကြိုတဲ့ဆက်ကလည်းဘရော့မှဖြစ်မလဲမသိဘူးလားဆက်တော်ခေါ်တယ်တဲ့ဒါဘာစကားလဲရှင်းမရင်စကားဘာစကားလဲဘယေသားပွဲတော်တဲတဲ့ထွက်တော်မူတယ်တဲ့ဟုတ်တယ်မဟုတ်လားဝင်တော်မူတယ်တဲ့မပြောဘူးလားအေးအဲ့တော့ဒါရှင်းတော့ကဒါဘုန်းကြီးတို့ပြေးတာထင်ရှားအောင်ဘုန်းကြီးကပြောတာတရောင်းစားလဲတရောင်းစားစကားရှိတယ်တရောင်းစားလဲဘာစကားရှိလဲတရောင်းစားစကားရှိတယ်အဲ့ဒါဘုရားအလောင်းတော်ကဟိုကနေနားထောင်နေတာငါညီလေးဘာဖြစ်လဲမသိဘူးတိတ်ချစ်တာသူညီကိုသူအဲ့ဒါတန်မူတာကနှုတ်ထမင်းပူပူကိုမမုတ်ဘဲနဲ့တအားတောက်လိုက်ပြီးတော့ခလုဟာပူလိုက်တာကဟာပူလိုက်တာထအော်ရောထားအော်တော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကလည်းသူညီလေးပူတယ်ဆိုတော့ဘယေသားကြီးတရောင်းစားစကားနဲ့ပြန်ပြောတယ်တဲ့နိကလဒီနေ့ညတရောင်းစားစကားသင်နေတာဘာစကားသင်နေတာလဲ
ပိဒါဘာစကားလဲတရားနာစကားပူလိုက်တာကိုဘယ်လိုပြောလဲခလုဘယ်လိုပြောလဲတရားနာစကားပူလိုက်တာဘယ်လိုပြောခလုနေကလာဆိုတာကမြန်ထွေးလိုက်တဲ့ဘာလဲပိဒါရင်မြန်ထွေးလိုက်ဆိုတာနေကလာဟောတန်မူတာကခလုဆိုတော့ဒီဘက်ကနေကလာဆိုတော့အရှိဘက်ထိတ်နဲ့နောက်ဘက်ထိတ်တရားသားစကားနဲ့လှမ်းပြောနေတော့ကြားတဲ့ကပုံနာ၈ယောက်ကဒီနုဆံမျိုးပူတောင်းနေတာတို့ကဟာဒါဘာစကားတို့ဟာတို့ဗေမနပုံနာတွေပြောတဲ့စကားလည်းမဟုတ်ဘူးတောင်းသားစကားပဲနေပေသည်ဒီကောင်နှကောင်ကဒါဧကနာတရားသားတွေဖြစ်ရဒါနဲ့အဲ့ဒီမာနရွတ်ပွဲပြီးပုံနာတွေနှုတ်ထမင်းစားလို့ပြီးတော့ဘုန်းကြီးတို့ပရိသတ်ပြန်သွားကြပြန်တဲ့အခါကျတော့ကြောင်းမရောက်ခင်လမ်းတဝက်မှာဘုရားအလောင်းတော်စိတ်တကိုခုတ်ဖိပုံနာ၄ယောက်ကအာနန္ဒအလောင်းတန်ဗုဒ္ဓကိုပုံနာ၄ယောက်ကခုတ်ဆွဲပြီးတော့တခါအဲ့ဒါမှမေးတော့တာမင်းတို့ခုနတုန်းကထမင်းဝိုင်းမှာဘာပြောတာပူလိုက်တာလို့ပြောတာဟိုကောင်ကဘာပြောလဲထွေးပြစ်လိုက်လို့ပြောတယ်အဲ့ဒီမင်းတို့ပြောတဲ့ခလုနဲ့နေကလာဆိုတာဒါဗျမနတွေစကားမဟုတ်ဘူးအဲ့ဒါတောင်းစားစကားကွာအဲ့တော့တောင်းစားစကားကိုပြောတတ်တယ်ဆိုတာမင်းတို့တောင်းစားတွေဖြစ်လိမ့်မယ်ဆိုတော့ဘုန်းကြီးတို့ပိယသားရေဖရာအလောင်းတော်ကအဲ့ဒီမှာဝန်ခံတယ်ဟုတ်တယ်ငါတို့ဟာတောင်းစားမျိုးကလာတာဒီတော့အမှန်တိုင်းပြောတယ်ဖရာအလောင်းဒီတဲ့ကလိန်သလားအဲ့ဒါမလိန်မှုဒီတဲ့ခါကျတော့မလိန်ညနဲ့မလိန်မှုဒီတဲ့ခါကျတော့အဲ့ဒါငါတို့တောင်းသားမျိုးကလာတာဆိုတော့မှကြည်စားငါတို့ဒိဋ္ဌပမောကဆရာကြီးကိုညာပြီးတော့သူတို့ပုံနာမျိုးလို့ပြောတယ်ဒီကောင်းနေငါတို့ကိုတက်နဲ့အဆက်ခွဲတာกว่าဆိုပြီးတော့ပရိသတ်ရဲ့အဲ့ဒီမှာဘုရားအလောင်းတော်စိတ်ဓာတ်နဲ့အာန္ဒနာအလောင်းတမ္မုဒ္ဒတို့ဝိုင်းရိုက်ပြန်ရောဝိုင်းရိုက်တဲ့အခါကျတော့မှဒီတဲ့ခါကတော့အကောင်ကြီးတွေဝိုင်းရိုက်တာဆိုတော့အဲ့ဒီမှာတခါတည်းတော်တော်လေးအထိနာရိုက်နေရင်းနဲ့ဘုန်းကြီးတို့ပြင်နေအဲ့ဒီမှာလူတယောက်ရောက်လာပြီးတော့ဟဲကောင်လေးမလုံးကြနဲ့မင်းတို့ခြေလွန်လက်လွန်ဖြစ်ပြီးတော့အကုန်လုံးသေးကုန်လိမ့်မယ်သွားဆိုပြီးတော့အဲ့ဒါတခါကြီးတယောက်ကဝင်ပြီးတော့အဲ့မှာပရိသတ်ဖြံပြေးပေးလိုက်တာဖြံပြေးပေးတော့ညီကိုနှစ်ယောက်သစ်ပင်ရင်ထိုင်ပြီးတော့စဉ်းစားတယ်ကိုကြီးဘယ်လိုလုပ်မလဲဘယ်လိုမှမလုပ်နဲ့ပြန်သွားရင်ဟိုကောင်တွေပြောတော့မယ်ဟိုပုံနာ၈ယောက်ကလည်းပရိသတ်ပြန်သွားပြီးတော့ဒိဋ္ဌဘောမောကဆရာကြီးကိုပြောတယ်ဆရာကြီးဟောကောင်းနေရတောင်းစားမျိုးကလာတာမင်းတို့ဘယ်လိုလုပ်သိတယ်လဲဒီနေ့လည်းခင်အဲ့ဒါကျွန်တော်တို့ခန္ဓာနုတ်သမင်းပူစားတဲ့အချိန်မှာအဲ့ဒါအဖြစ်ထွက်သွားတာပဲတောင်းစားစကားပြောတယ်ဒီကောင်းလေးဟုတ်လားဟုတ်တယ်အဲ့ဒါဆိုလို့ချင်းကြောင်းတကားပိတ်ထားလိုက်ဒီကောင်းလေးအဝင်မခံနဲ့ဆိုပြီးတော့ကြောင်းတကားပိတ်ထားဝင်လို့လည်းမရတော့အဲ့တော့မှဘုန်းကြီးတို့ဘုရားလောင်းတော်စိတ်ဓာတ်နဲ့တန်ဖိုးဓာတ်ထိုင်ပြီးတော့စဉ်းစားနေဟိုလူကြီးကအနားရနေတဲ့ဘာကြီးကျွန်တော်တို့ဘာလို့ရင်ကောင်းမလဲမင်းတို့ကလည်းမင်းတို့ပဲကို့မျိုးရိုးစာတိကိုအမှန်တိုင်းမပြောဘဲနဲ့လိန်ပြောမှကျွန်တော်တို့ပညာသင်ပေးမှာပေါ့ဆရာကြီးရဲ့မင်းတို့ကောင်းနေကွာဒီမှာနေလဲဒီလိုပဲမင်းတို့နှိမ်ခံရအောင်ပါပဲကဲငါအကြံပေးချင်တာကတော့မင်းတို့ရသေးဝင်ပြီးတော့တောတဲ့ကသွားနေကြပြီတော့တဲ့အဲ့ဒါဟိုလူကြီးကအကြံပေးတော့ပရိသတ်တို့ဘုရားအလောင်းတော်စိတ်ဓာတ်နဲ့တန်ဗုဒ္ဓတို့ကပရိသတ်ရသေးဝစ်လို့တော်ထဲမှာသွားနေပါတယ်ရသေးဖြစ်သွားကြပြီဘာဖြစ်သွားပြီလဲအဲ့ဒီရသေးဘဝကမနေလို့သေတဲ့အခါကျတော့ပရိသတ်တွေကုသိုလ်ကံအကျိုးပေးကအခွင့်မကြုံဒါကြောင့်ကံဆိုတာပရိသတ်လှုပ်ထားပြီးရင်ကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်ချက်ချင်းဒီဘဝမှာအကျိုးပေးတဲ့ကံရှိတယ်ဒုတိယဘဝကြမှာအကျိုးပေးတဲ့ကံရှိတယ်တတိယဘဝကြမှာအကျိုးပေးတဲ့ကံရှိတယ်သို့မဟုတ်ဘဝကိုတတ်မှတ်ချက်မထားဘဲနဲ့ပေးခြင်းနဲ့အချိန်ကြမှာပေးတဲ့ကံဆိုတာလည်းရှိအဲ့တော့ခုဘုရားလောင်းတော်စိတ်ဓာတ်ယသိနဲ့အာနန္ဒအလောင်းတန်ဗုဒ္ဓယသိတို့သည်တောကြောင်တောင်ကြောင်ခေါအောင်ယသိတို့ရဲ့ကျင့်အပ်သောကျင့်သီလများကိုစောက်ထိန်ပြီးတော့နေပါတော်လဲပဲပရိသတ်ကုသိုလ်ကံရဲ့အကျိုးပေးခွင့်မကြုံသေးတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီညီကိုနှစ်ပါးဗမာသွားဖြစ်ကြတော့ဆိုရင်ယသိဘဝကမနေလို့သေးနေတဲ့သရမြစ်ကန္နာမှာ
သမင်မရဲ့ဝမ်းတွေကိုသွားပြီးတော့ဝင်စားတယ်တဲ့သမင်ညီနောင်သွားဖြစ်တယ်ဘာသွားဖြစ်တယ်ရှစ်လိုက်တာသမင်ညီနောင်လည်းချင်းရှက်ပြီးတော့ဘယ်သွားမခွာမခွဲညီကိုနှစ်ယောက်အတူတူရေတော့သွားလဲအတူတူအစာစားလဲအတူတူလည်းချင်းချက်ဘယ်သွားမခွာမခွဲပဲတဲ့တနေ့တော့ဘုရားသားရဲ့အဲ့ဒီမှာနေတဲ့သရမြစ်ကမ်းကိုညနေနေဝင်ပြောပြမိုးချုပ်စာအချိန်အာနန္ဒာလောင်းသမင်နဲ့ဘုရားလောင်းတော်သမင်မင်းညီနောင်နှစ်ပါးတို့ရေတောက်ဆင်းလာတာမုတ်ဆိုးကတွေ့ရောဟာသမင်နှစ်ကောင်တပြိုင်နဲ့သမင်နှစ်ကောင်ရပြီဆိုပြီးတော့ခလန်းလာကနေပြီးတော့ဘုရားသားရဲ့မုတ်ဆိုးကလှန်နဲ့ပစ်တယ်တဲ့ဗာနဲ့ပြစ်လေလှန်နဲ့ပြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီနေတဲ့သရမြစ်ကမ်းမှာဘုရားလောင်းတော်ရဲ့အာနန္ဒာအလောင်းရဲ့ပရိသတ်တွေအသက်ဆွမ်းရတယ်အဲ့ဒီမှာသေရတယ်အဲ့ဒီမှာသေပြီးတဲ့အခါကျတော့ဗမာသွားပြန်ဖြစ်တုံးလို့ဆိုတဲ့အခါကျတော့နံပါရာမြစ်နားမှာဝင်ဖို့ငှက်ညီနောင်သွားပြန်ဖြစ်တယ်ဝင်လို့ငှက်လို့လည်းခေါ်တယ်ဝင်ဖို့ငှက်လို့လည်းခေါ်တယ်အဲ့ဒီညီကိုငှက်ညီနောင်ဖြစ်ပြန်တော့လည်းပဲလဲချင်းရှက်ပြီးတော့အိမ်လဲဒူဒူစားလဲဒူဒူသွားလဲဒူဒူမခွာမခွဲညီကိုနှစ်ယောက်နေလိုက်တာဘိသတ်တွေတနေ့တော့မုတ်ဆိုးထောင်နဲ့ကြော်ခွင်းထဲမှာညီကိုနှစ်ယောက်လုံးမိလို့မုတ်ဆိုးလက်ချက်နဲ့အသက်ထွက်ပန်းတယ်သေပြန်ဟောတဘဝဘယ်နှဘဝရှိသုံးဘဝဘယ်နှဘဝလဲတရောင်းသားယသိဘဝကတဘဝသမင်ဘဝကတဘဝဝင်ဘုံငှက်ဘဝကတဘဝဘယ်နှဘဝလဲအဲ့ဒီလိုဘဝတန္တရာခရီးသွားတဲ့အခါမှာဒီသုံးဘဝကိုကြည်သန်းပြည့်တဲ့နှစ်ဘဝကအညံ့နှစ်ဘဝကဗါတယ်လေဘဝတန္တရာခရီးသွားနေတာအဲ့ဒါကြည့်ကြဘုန်းကြီးတို့လည်းအဲ့လိုဘဝမျိုးတွေရောက်ခဲ့ပုံမနှဲတော့ကံကောင်းလို့လူဘဝတစ်ခါပြန်ရောက်တာဒါကြောင့်ရှေ့ကသတော်ကြီးတွေပြောတယ်ရင်းစားမပြောက်စေနဲ့ရင်းစားမပြောက်စေနဲ့ဆိုတာနော်အများမထွက်ရင်နေအရင်တည်းကပါမသွားစေနဲ့လူဘဝရဖို့မလွယ်ဘူးရနေတဲ့လူဘဝဘေးသတ်တွေရင်သာမပြောက်စေနဲ့တဲ့ဒါနဲ့တို့တို့ပြောစို့ကုသိုလ်ကကြိုးပေးခြင်းတန်လာတဲ့အခါကျတော့ဘုန်းကြီးတို့ဘုရားလောင်းတော်စိတ်ဓာတ်ကကောသံဘီပြည်မှာပရောဟိတ်ပုံတော်ကြီးရဲ့သားသွားဖြစ်တယ်ညီလေးဖြစ်တဲ့သံမုဒ္ဒကတော့ဘေးသတ်တွေပင်စာလတိုင်းမှာပင်စာလမင်းကြီးရဲ့သားတော်တဲ့ညီကိုနှစ်ယောက်ဒီနေရာခွဲထုတ်လိုက်တာဘုရားလောင်းတော်ကကောသံဘီပြည်မှာဘယ်ပြည်မှာတဲ့ပရောဟိတ်ရဲ့သားသွားဖြစ်တယ်အာနန္ဒာလောင်းဖြစ်တဲ့သံမုဒ္ဒကတော့ပင်စာလတိုင်းမှာပင်စာလမင်းကြီးရဲ့သားတော်တဲ့အဲ့တော့ဘုရားလောင်းတော်စိတ်ဓာတ်ပုံနာဟာ16နှစ်အရွယ်ရောက်လာတဲ့အခါကျတော့တိပင်အောက်ထိုင်နေရင်သူ့ရဲ့အာယုန်ထဲမှာလေးဘဝတဲ့ဘုရားတိုင်ဘယ်နှဘဝလဲပြန်ပေါ်လာတာတဲ့ထိုင်နေရင်နေဟာငါတို့ကသံတော်သားဘဝရောက်ခဲ့တာနောက်တစ်ဘဝကြည့်တယ်တော့ဟာသမင်ဘဝရောက်ခဲ့တယ်နောက်တစ်ဘဝကြည့်တော့ဝင်ဘဝငါဘဝရောက်ခဲ့တယ်နောက်တစ်ဘဝကြည့်တော့အခုပရောဟိတ်ပုံနာလေးဘဝကိုပြန်မြင်နိုင်တဲ့ဇာတိတ်တရဉာဏ်ကိုရတယ်တဲ့။ဘာဉာဏ်နဲ့လဲ။ဇာတိတ်တရဉာဏ်ဆိုတာဘဝဟောင်းတွေကိုပြန်မြင်နိုင်တဲ့ဉာဏ်ကိုဇာတိတ်တရဉာဏ်လို့ခေါ်ပါတယ်။အဲ့ဒီဇာတိတ်တရဉာဏ်ကိုရတော့မှလေးဘဝပြန်မြင်တော့မှဘဝခရီးသွားတာတည်ပြီးတော့ကြောက်စရာကောင်းပါလား။အနိဗ္ဗာန်တွေသွားပြီးတော့သူများတတ်လို့သိခဲ့ရတဲ့ဘဝသမင်မင်းဘဝတော့ကလည်းပဲလန်ကျက်နဲ့အသက်ထွက်ခဲ့ရတဲ့ဝင်လုံငယ်ဘဝမှာလည်းပဲမုတ်ဆိုးထောင်းတဲ့ကြော့ခွင်းထဲမှာမုတ်ဆိုးလဲလှီးပြီးတော့တတ်ခဲ့တာခံခဲ့ရတယ်တန္တရာခီးသွားတဲ့တဲကြောက်စရာကောင်းတယ်အဲ့တော့ဘဝတန္တရာငြိမ်းရငြိမ်းအောင်တော်ကောင်းတရားတွေအားထုတ်မယ်ဆိုပြီးတော့ဘုန်းကြီးတို့ဖရာလောင်းတော်စိတ်တဟာဘေးတိုင်းဟိမဝန္တာဝင်လို့တော်ရဆောက်တည်ရသေးဝတ်သွားတယ်16နှစ်သားတွေကတောထွက်သွားတာဘယ်နှစ်သားလဲ16နှစ်သားတွေကတောထွက်သွားတယ်ဘုရားလောင်းတော်ဟာဟိုးတောထဲမှာသွားနေတယ်သူသိတယ်ငါညီလေးပင်စားလာတိုင်းမှာတန်ဗုဒ္ဓတဲ့ဖေပင်စားလာမင်းကြီးနိုင်ဝဆံကံတော်ကုံပြီးတော့တန်ဗုဒ္ဓမင်းရဲ့လို့ရွှေတိရွှေနန်းရွှေကျင်ငန်းနဲ့စံမြန်းနေတာကိုသိတယ်တန်ဗုဒ္ဓကတော့တဘဝပဲပြန်မြင်ရတယ်တဲ့တန်ဗုဒ္ဓကတရောင်းစားဘဝတစ်ခုတည်းသူမြင်တယ်ကြံတဲ့သုံးဘဝကသူမမြင်ရအောင်ဖြစ်တယ်အဲ့တော့သူစဉ်းစားတယ်
တရောင်သားဘဝတုန်းကရည်သေးဘဝတုန်းကအတူတူတော်တယ်မှာတရားအထုတ်ခဲ့တယ်တရောင်သားဘဝတုန်းကလည်းအတူတူတောင်းခဲ့တယ်ကိုကြီးခုပဲများရောက်နေပါလေငါကတော့မင်းစည်းစိမ်နဲ့ခံစားပြီးတော့ပျော်ပျော်ပါပါမိဖုရားတွေနဲ့ရွှေနှမ်းစည်းစိမ်နဲ့ခံစားပြီးတော့နေကိုကြီးပဲများရောက်နေပါလေလူဘဝများရောက်နေသလားနတ်ဘဝများရောက်နေသလားဓမ္မမိုးရင်လည်းလူဘဝပြန်ရောက်ရင်လည်းကိုကြီးဘယ်မှာရှိပါလေကိုကြီးငါခေါ်ပြီးတော့ထီနှမ်းပေးခြင်းနဲ့ကိုကြီးငါခေါ်ပြီးတော့ထီနဲ့နမ်းနဲ့ကြံကားနဲ့စံစားခြင်းနဲ့အဲ့ဒီလိုဘုန်းကြီးတို့ဘုရားရဲ့တန်ဖိုးတရဲ့စိတ်ထဲမှာဖြစ်နေတဲ့အခါကျတော့သူထီနှမ်းအပ်တဲ့နေ့ကစပြီးတော့မပျော်ဘူးတဲ့ဒီစည်းစိမ်တွေကြည့်ပြီးတော့ကိုကြီးဘယ်ရောက်နေလဲမသိဘူးကိုကြီးဘယ်ရောက်နေလဲမသိဘူးနဲ့အဲ့ဒါဘုရားရဲ့ညီလာခံတပင်ဆရင်တဲ့အခါမှာညီတန်လိုတချင်းတန်လိုနဲ့မင်းကြီးနှုတ်ကနေပြီးတော့သဗ္ဗနရရဏံသဖလံသူစိဏံနကံမူနံကိဉ္စနမောဂမတ္တိပသမိသံဗုဒ္ဓမဟာနုဘာဝောတကံမူနာပုံညာဘလူပပါဏံပလင်ထက်ကနေပြီးတော့သံဗုဒ္ဓမင်းကြီးကနရနဲ့လူနာပြမှာတတ္တဝါတို့ရဲ့သဗ္ဗံခတယုတ်တို့လုံးစုံသောသူစိဏံကောင်းစွာကျင့်ကြံကုသိုလ်ကံသည်သဖလံတကုပြည့်ပြည့်အကျိုးရှိလာပါပေကမ္မုဏံကောင်းမကောင်းမှကုသိုလ်ကံအကုသိုလ်ကံနှစ်ပါးတို့တွင်တိစ္ဆနံအမတ်မပြိုတစုံတစ်ခုသောကံသည်မြမောကံအကျိုးမပေးချင်းဤသည်နတ်အတ္တိဘယ်တော့မှမရှိပါချေတကမ္မုဏတရောင်သာဖြစ်စဉ်တောရဝင်၍တရောင်သာဖြစ်စဉ်တောရဝင်၍ယသေဝေခခိတ္တခဏစောက်ထိန်ခဲ့ရတဲ့သီလကုသိုလ်ကြောင့်ပုံညဖလူပပါဏကုသိုလ်ရဲ့ကျိုးနှင့်မျိုးမျိုးပြည့်စုံသောမဟာနုဘာဝကြီးကျယ်ပေခြင်းမင်းအနုဘောရှိသောတမ္မုတ္တသံဗုဒ္ဓခေါ်ငါမင်းကျော်ကိုပတ္တမိကိုယ်တိုင်ဒိဋ္ဌာတွေ့မြင်ခဲ့ရပါပြီတကားတတ္တဝါတယောက်ရဲ့လုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံဆိုတာအထင်မသေးနဲ့ကုသိုလ်သေးပေမဲ့လို့ပဲအကျိုးပေးတဲ့အခါကြီးတယ်အကုသိုလ်သေးပေမဲ့လို့လည်းပဲအကျိုးပေးတဲ့အခါကြီးကြီးကျယ်ကျယ်အကျိုးပေးနိုင်တယ်ငါတို့ညီကိုနှစ်ယောက်တောရဝင်ပြီးတော့ယသိတွေစောက်ထိန်အပ်တဲ့ယသိသီလကိုဘာမှမကြားတဲ့နှစ်အတွင်းမှာစောက်ထိန်ခဲ့တဲ့ကုသိုလ်ကံကြောင့်ယခုငါသံဗုဒ္ဓသည်တထောင်သာဘဝယသိဘဝကစောက်ထိန်ခဲ့တဲ့သီလကြောင့်ယခုမင်းအဖြစ်ကိုရနေပါလားကိုကြီးပဲများရောက်နေပါလေကိုကြီးပဲများရောက်နေပါလေနဲ့ဘေးသက်တေအဲ့ဒီမှာသံဗုဒ္ဓကတခြင်းတန်လိုညီတန်လုံးနဲ့ခဏခဏဆိုခဏခဏဆိုတော့မိဖုရားကြီးကဟင်ဘာတွေဆိုနေပါလေမူကြီးမယားတွေကလည်းဘာတွေဆိုနေပါလေရှင်မင်းကြီးဆိုတာတပြေးပြေးနဲ့တိုင်းနဲ့ပြည်ထဲမှာပြန့်သွားတယ်တဲ့ရှင်မင်းလိုက်လို့ရင်အကုန်လှုပ်တာပဲပြည်တယ်ရှင်မင်းဆိုရင်အကုန်လုံးဆိုတာပဲဒါရှစ်ခေတ်ကထုံနှန်းစင်လာကဒီမင်းကဒါကြိုက်တယ်ဆိုလို့ရှိရင်ဒါကြီးပဲအဲ့တော့ဒါခဏခဏဆိုနေတော့နွားကြောင်သားကစဒါရတယ်တဲ့ချင်းခုတ်သွားလဲပဲဒါဆိုနွားကြောင်သားသွားလဲပဲဒါဆိုရှင်မင်းကြီးစဆိုတဲ့ညီးတန်လို့တခြင်းတန်လို့နဲ့အဲ့တော့ဘုန်းကြီးတို့မြေသားပေါင်းတော်ကောင်းတို့အဲ့ဒီသံဗုဒ္ဓဆိုတဲ့သခြင်းလိုက်ဆိုကြည်သားမှာယသိဖြစ်ရာထိုဘဝကစောင့်ထိန်သီလကုသိုလ်တွေယခုအခါမှမင်လာဖြစ်တော့နောင်ချစ်ကိုတဲ့လွမ်းမိပေဘေယထာနေပေရိတာရှာရမမသွေမေရှိစိမ်များငါခံစားမပြောပါနိုင်ပါပေအဲ့ဒါကသံဗုဒ္ဓရဲ့ဆိုပြညီတံပေယသိဖြစ်ရာထိုဘဝကစောက်ထိန်သီလကုသိုလ်တွေယ
ယခုခါမှမင်လာဖြစ်တော့နောင်ချစ်ကိုတဲ့လွမ်းမိပေဘေယဌာနေဘေရိတာရှာရမှမသွေမေရှိစိတ်များငါခံစားမပြောပါနိုင်ပါပေအဲ့ဒါကတန်ဗုဒ္ဓရဲ့ဆိုပြညီတံပဲဘုရားလောင်းတော်ကြီးစိတ်ဓာတ်ကဘေးတရဲ့တန်ဗုဒ္ဓသူ့ကိုသတိရနေတဲ့ဆိုတာကိုအဘိညာဉ်သံတကောနဲ့သိတော်မူတယ်တဲ့သို့တော်လည်းပဲအသက်ငယ်သေးတယ်အသက်ငယ်သေးတယ်ခုချိန်သွားလို့မဖြစ်သေးဘူးမင်းစည်းစိမ်နဲ့ခံစားပြီးတော့နေနေတာငယ်တုံးရွယ်တုံးမှာမင်းစည်းစိမ်နဲ့ခံစားပြီးတော့နေနေတာငါတရားသွားဟောလို့လည်းပဲအသိဉာဏ်ရမှာမဟုတ်သေးဘူးစောက်တယ်ဘယေတိုင်အသက်50ထိအောင်စောက်တယ်ဘယ်ထိအောင်စောက်လဲအသက်50ဆိုရင်တော့ဒုတိယအရွယ်ကုန်ပြီအသက်50ဆိုပါကုန်ပြီလေဒုတိယအရွယ်ကုန်ပြီဆိုတော့ဒီအသက်50ဒုတိယအရွယ်ကုန်တဲ့အချိန်မှာတရားဟောမှသာလင်သင့်တော်မဲလို့ဆိုပြီးတော့အလောင်းတော်ကြီးကလည်းဟိဝန္တာကစောက်တန်ဗုဒ္ဓကလည်းပဲကိုကြီးဘယောင်းနေလဲကိုကြီးဘယောင်းနေလဲနဲ့ခုနတုန်းကသရှင်သားလေးညီရှင်မရင်ကြီးတော့တိုင်းသူပြည်သားတွေလည်းလိုက်ဆိုထင်းခွေရေခအကုန်လုံးဒါပဲဆိုကြအဲ့တော့တန်ဗုဒ္ဓအသက်50ပြည့်တဲ့နေ့မှာဘုန်းကြီးတို့ဘုရားလောင်းတော်စိတ်ဓာတ်ရှင်ရဲ့သေးဟာကောင်းငယ်ကနေဇံအောင်ရှင်းပြီးတော့မင်းဥယျာဉ်တွင်ကိုကြွလာတယ်ဘယ်ကိုကြွလာလဲမင်းဥယျာဉ်တွင်ကိုကြွလာမင်းဥယျာဉ်တွင်ရောက်တဲ့အခါကျတော့အဲ့ဒီမှာကြောက်ဖြာပေါ်မှာသတင်းသုံးတယ်ကြောက်ဖြာပေါ်မှာသတင်းသုံးနေတဲ့အချိန်ကလေးတယောက်ကဘေးသားရေးအဲ့ဒီမှာထင်းလာကောက်တာဘာလာကောက်တာလဲထင်းလာကောက်တော့ထင်းကောက်ရင်းနဲ့ပြင်းပြင်းရှိတာနဲ့အဲ့ဒီစောတော်ကပြောတယ်ယသိဖြေအားထိုဘဝကစောင့်ထိန်သီလကုသိုလ်တွေယခုခါမှလူလာဖြစ်တော့ယခုခါမှမင်းလာဖြစ်တော့နောင်ချစ်ကိုတဲ့လွမ်းမိပေဘေယဌာနေဘေရိတရှာယမမသွေမေရှိစိတ်များခံစံစားမပြောပါနိုင်ပါပေအဲ့ဒါကတန်ဗုဒ္ဓရဲ့ဆိုပြညီတာဘေလို့အဲ့ဒီလိုဆိုတော့မှဘုရားလောင်းတော်စိတ်ဓာတ်ရသေးကဟက်ကလေးဘုရားလာအောင်မင်းဒီသချင်းဘဲကရတယ်လေတပည့်တော်တို့တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ရှင်မင်းကြီးကသချင်းတန်လိုညီးတန်လိုနဲ့ညီးတဲ့သချင်းပါဘုရားရှင်မင်းညီးတဲ့သချင်းလားဟုတ်တယ်အဲ့ဒီသချင်းရဲ့အဓိပ္ပာယ်မင်းနားလေသလားလဲဘူးဘုရားအဲ့ဒီတော့မင်းတို့ရှင်မင်းကြီးရှိကိုပြန်သွားမင်းတို့ရှင်မင်းရှိကိုပြန်သွားငါဒီကနေပြီးတော့မင်းကိုတချင်းလေးတစ်ပုဒ်ပြန်သင်ပေးမယ်တချင်းရဲ့အဖြေတဲ့ဘာအဖြေတဲ့ဘုရားတချင်းရဲ့အဖြေလေးငါပြန်သင်ပေးမယ်လို့သဗ္ဗံနရဏံသဗ္ဗလံသူစိဏနာကမ္မုဏံကိစ္ဆနာမောဂမတ္တိစိတ်တံမိဇာနာဟိတထေဝဒေဝအိတောမနောတတ္တယထာပိတုံရှံနရဏလူနာမြမတတ္တဝါတို့ရဲ့တပ္ပံခသယုတ်သောလုံးစုံကုန်သောသူစိဏံကောင်းစွာကျင့်ကြံကုသိုလ်ကံသည်သဗ္ဗလံတကောပြည့်ပြည့်အကျိုးလည်းရှိလာပါပေ၏ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုဆိုတာအကျိုးပေးတဲ့အခါမှာပြည့်ပြည့်စုံစုံပေးတယ်ကမ္မုဏကောင်းမကောင်းမှကုသိုလ်ကအကုသိုလ်ကနှစ်ပါးတို့တွင်ကိဉ္စနံအမမပြုတစုံတစ်ခုသောကံသည်မြမောဂကျိုးမပြင်းချီနေသည်နာအထိမရှိပါကြဒေဝအရှင်မင်းမြတ်သောနေနာစိတ်တံမီနောင်တော်ဘုံရှိရင်ဒုက္ခမိန်ကိုလီဇာနာဟိအကြောင်းစုံကိုအကုန်သိတော်မူပါတုံရှန်ကြီးတော်သောတိရှင်မင်းကြီးမနောမဖိတ်မယိုစိတ်လိုသည်အိန္ဒောယထာပိမညိုမငယ်ဖြိုးကျွေပြည့်စုံတကဲ့သို့လီတထေဝထိုနိဓမ္မအလားတူသာလျင်ဟုတသထိုနောင်တော်ဘုံရှိန်ဒုက္ခမေမနောမဖိတ်မယောစိတ်လိုသည်အိန္ဒောမညိုမငယ်ဖြိုးကျွယ်ပြည့်စုံ၍နေပါပေပြီတကားသ
င်မင်းကြီးတွေးကျင်နေတဲ့စိတ်ဓာတ်ဒုက္ခမိတ်ဟာတဲ့ယခုချိန်မှာကိုယ်စိတ်နှစ်ပါးချမ်းချမ်းသာသာနဲ့နေရပါတယ်သင်မင်းကြီးမင်းရှိစိတ်တွေကိုခံစားပြီးတော့နေတဲ့အခါမှာကိုယ်စိတ်နှစ်ပါးမပင်ပန်းမဲနဲ့ချမ်းချမ်းသာသာခံစားပြီးတော့နေရသလိုနောက်တော့ဘုံရှိန်ဒုက္ခမိတ်ဖြစ်တဲ့ငါစိတ်ဓာတ်ယသိသည်လည်းပဲချမ်းချမ်းသာသာနဲ့နေရတယ်ဆိုတဲ့အကြောင်းကဲခလေးဓမ္မင်းရှင်မင်းရှိသွားပြီးတော့သွားပြောပြီးတော့လို့ဘေးတတ်တယ်အဲ့ဒီမှာဘာလို့တုံးဆိုလို့ရှိရဲ့တချင်းတုံခါထလို့ခေါ်တဲ့ခုနတော့ကဘုန်းကြီးဆိုခဲ့တဲ့ပါဠိကလေးကိုပြန်ပြီးတော့သင်ပေးတယ်တဲ့ကိုင်းပရိသတ်အဲ့ဒါလေးလိုက်ဆိုကြည်စားမှာယသိဖြစ်ရာထိုဘဝကစောင့်ထိန်သီလကုသိုလ်တွေယခုခါမှလူလာဖြစ်တော့လေခါဘဝမြင်ရပြီတံဝေကညာလင်းသွားပွားလို့တောမှာဝင်သွားတရားကျင့်နေညီထွေးမှန်လာတံဗုဒ္ဓအေးမြနေသလိုပဲနောင်တော်ရသေးတရားမွေချမ်းမြေနေပါပြီအဲ့ဒါကရှင်စိတ်ဓာတ်ရဲ့မိခဆိုတံပဲယနေ့ဖြစ်ရာထိုဘဝကစောင့်ထိန်သီလကုသိုလ်တွေယခုခါမှလူလာဖြစ်တော့လေခါဘဝမြင်ရပေတံဝေကညာလင်းသွားပွားလို့တောမှာဝင်သွားတရားကျင့်နေညီထွေးမှန်လာတံဗုဒ္ဓအေးမြနေသလိုပဲနောင်တော်ယသိတရားမွေချမ်းမြေနေပါပေအဲ့ဒါကရှင်စိတ်ဓာတ်ရဲ့မိခဆိုတံပဲအခလေးနဲ့ငါသင်ပေးတာရပြီလားရပါပြီဖေရအေးရရင်သွားရွှေနန်းတော်ဟိုရောက်တဲ့အခါမှာမင်းစုတော်လက်တော်တွေရလိမ့်မယ်လို့ဘုရားလောင်းတော်စိတ်ဓာတ်ကသင်ပေးရွှေနန်းတော်ရောက်တံဗုဒ္ဓမင်းကိုအခုပြောခဲ့တာလေးဆိုပြတဲ့အခါကျတော့မှတံဗုဒ္ဓကအလိုဒါငါနောင်တော်ကြီးစိတ်ဓာတ်ရဲ့တကားတာမလားဟခလေးနေဒီစာဘဒုသင်ပေးလေယသိတပါးသင်ပေးတယ်အဲ့ဒီယသိပမာလဲမင်းဥယျင်တွင်းကကြောက်ဖြာပေါ်မှာငါလိုက်ပြနိုင်မလားပြနိုင်တယ်ကဲမင်းစုတော်လက်တော်တစ်ထောင်ယူဟဲ့မူရမရများဖယားရွှေနန်းတော်ကထွက်ကြစို့ငါလိုက်ရှာနေတဲ့စိတ်ဓာတ်တွေ့နိုင်ကောင်းတယ်ကဲလာသွားကြသို့ဆိုပြီးတော့ပေးသားရေးစေငါ၄ပါးချီလို့အဲ့ဒီမှာသံဗုဒ္ဓမင်းသည်ဥယျင်တွင်ကိုဝင်လာတယ်ဥယျင်နဲ့ရောက်တဲ့အခါကျတော့မှဘုရားလောင်းတော်စိတ်ဓာတ်ယသိကိုတွေးတော့မှညီကိုနှစ်ယောက်ဘဝခေါင်းနေပြန်ပြီးတော့မြင်ပြီးတော့ဖတ်ပြီးတော့တခါတည်းအဲ့ဒီမှာငိုပေါ့သံဗုဒ္ဓကလည်းကိုကြီးပြောင်းနေတာကြားပြီးညီကိုနှစ်ယောက်အဲ့ဒီမှာဘုရားလောင်းတော်နဲ့ရှေးအောင်နောက်ဖြစ်တယ်ပြောလို့ပြီးတဲ့အခါကျတော့မှစိတ်လေးနဲ့ငြိမ်သွားပြီဆိုတော့မှဘုန်းကြီးတို့ဘုရားလောင်းတော်စိတ်သားယသိကညီလေးမင်းငါပြောတာနားထောင်အကိုကြီးနားမထောင်သေးဘူးကိုကြီးဒီမှာကိုကြီးကိုကျွန်တော်ပြောမယ်အကိုကြီးတောထဲမှာပြန်တဲ့ဒီအဝတ်တွေချွတ်ဒီတောက်ချာကြီးဖဲစိတ်ပတိကြီးပြစ်ထုတ်မလုံးမလဲမင်းကကိုပြောအကိုကြီးဒီမှာဘောင်းနဲ့နှောင်းနဲ့ဇလွဲနဲ့ပိုးပစိုးပိုးရင်းကြီးနဲ့ဝဲဟောဒီပင်စာလာတိုင်းကြီးကိုတဝက်ဝက်ပြီးတော့ညီလေးကတိုင်းပြီးတဝက်အုပ်ချုပ်မယ်အကိုကြီးကတဝက်ပေးတဝက်အုပ်ချုပ်ကျွန်တော်ပေးမယ်အာနာတဝက်ပေးတာမပေးတာလဲပရိသတ်တိုင်းပြည်ကိုတဝက်ဝက်လိုက်တယ်ချစ်လွန်းလို့ကိုကြီးကတဝက်ယူကျွန်တော်ကတိုင်းပြည်တဝက်ယူမယ်အဲ့ဒါကိုကြီးရှင်မရင်လုံးအာနာတဝက်ပေးတာဒီတော့မှဘုရားလောင်းတော်စိတ်ဓာတ်ယသိကငါညီမင်းငါကိုတိုင်းပြည်တဝက်ပေးတာလဲကျေးဇူးတင်ပါရဲ့
သို့သောမင်းရှင်းရှင်းနဲ့ဆန္ဒခဏထားလို့ငါပြောတာနားထောင်မအောင်ဓာတိဝါမဝသဒတမေဇာနာဣရာဇေဝိတံအဘထေညေဝတံဩမိန်နလောစိန်သောဝသုတ်တတိဣရာဧခေအခါဤလိုရွာ၌မေဇာနာမဟုတ်မဟာသူဆုတ်ကလူတို့ရဲ့ဇေဝိတံအရှိမမိန်မတည်ငြိမ်တဲ့ဇေဝိအတ္တိဣမာဓာတိဝါမဝသဒတဆေကျကိုယ်လွန်ပြက်တဲ့အသက်မကြာနှစ်ပေါင်း100တို့သည်သာလျှင်ဒီဒါမိန်ထိုဓာတဆေကျအသက်သင်္ချာအသက်တရားသင်္ချာကအရေးတန်သို့အဘတင်ညေဝအထောက်ဝေးဝေးမရောက်သေးမီကသာလျှင်စိန်တော်ခောက်ပြရိပ်လိနေပူကြီးတွေအပြည့်ပြထားအပ်သောနှလုံးဝကျူနွယ်ကျူရိုးကျူပင်မျိုးကဲ့သို့သုတ်တတိ6ကသွေးရောင်းတရွေဟောင်းလိုမောရွှေပြောင်းပြည့်စည်တတ်ပါပေပြီတကားညီလေးသံဗုဒ္ဓမင်းဘာတွေလျှောက်ပြောနေတယ်လေမင်းအသက်များမင်းအရှိကြီးထင်သလားလူတို့ရဲ့အသက်ဟာဘာမှကြာတာမဟုတ်ဘူးတရားတန်းလို့ပြောပေမဲ့လို့တရားမပြည့်ခင်သေသွားတဲ့လူတွေရှိတယ်20နဲ့သေသွားတယ်30နဲ့သေသွားတယ်မင်းဘာနဲ့ဥပမာပေးမလို့ဆိုရင်ဒီမှာကျူရိုးကျူပင်တွေကိုခုတ်ပြီးတော့နေပူတဲ့ခြာထားလန်လန်ဆန်းဆန်းဖြစ်နေတဲ့ကျူရိုးကျူပင်တွေကနေတံကြောင့်ခဏလေးမိနစ်ပိုင်းနာရီပိုင်းအတွင်းမှာညှို့ပြက်ပြီးတော့သွားရသလိုပဲတတ္တဝါတယောက်ရဲ့အသက်ဟာလည်းပဲအကြာကြီးနေတယ်မထင်နဲ့ငါညီဒီမှာမင်းအသက်100ပဲနေတယ်ထားကွာဒီမှာအသက်100ကို7ပုံပုံနဲ့အသက်100ကိုဘယ်နှပုံပုံတပုံကို10နှစ်တပုံကိုပါတယ်လေအဲ့တော့မွေးသားအရွယ်ကနေပြီးတော့10နှစ်ကိုဘာလဓာတကတဲ့မိုက်တုံးအရွယ်တဲ့တစ်နှစ်ကနေ10နှစ်အတွင်းဟာဘာလဓာတကမိုက်တုံးအရွယ်အဲ့ဒီချိန်တုန်းကမိုက်ခဲ့တဲ့အရွယ်กว่าဘယ်မဲ့လဲမင်းကုသိုလ်ကောင်းမှုမရှိဘူးနော်အသက်20အရွယ်ကတော့ခိတ္တဓာတကတဲ့မြူတူတုံးအရွယ်10နှစ်ကနေ20အတွင်းမှာဟိုးပေးတဲ့တကက်တခါတဲ့မြူတူပျော်ပါတဲ့အရွယ်တဲ့နောက်တခါ20ကနေ30အတွင်းဝဏဓာတကအစင်းလာတော့အရွယ်နောက်တခါဗလဓာတက40ဆိုတာအကောင်တို့အရွယ်နောက်တခါ40က50ဆိုတာပညာဓာတကပညာတိုးတို့အရွယ်50ကနေတက်လာ60ဆိုတာဟာယနာဓာတကပိယတိုင်ဆုပ်ယုတ်တဲ့အရွယ်60ရောက်လာရင်မကောင်းတော့60ရောက်လာရင်ဗါတဲ့ဆုပ်ယုတ်လာပြီဘာဖြစ်လာပြီလဲဆုပ်ယုတ်လာပြီအားတွေဆုပ်ယုတ်လာပြီသွေးအားလေအားတွေဆုပ်ယုတ်လာပြီနောက်တက80ပပ္ပရဓာတက80ဆိုတာခါကိုင်းပြီတဲ့80ဆိုတာဘာဖြစ်တယ်လဲနောက်တက80ဆိုတာဝင်ကဓာတကတဲ့ကောက်ကွေးတဲ့အရွယ်80ကျတော့လက်တွေချီတွေကောက်လာတယ်ကွေးလာတယ်နောက်တက90မောမူဟဓာတကမေ့တတ်တဲ့အရွယ်90ဆိုတာဘာလဲလဲဒါမင်းလို့ရှိရင်မေ့တယ်ဆိုတာဘယ်အရွယ်မှမေ့ရမှာလဲအမလေးအခုအသက်လေး50ရှိသေးတယ်တခုခိုင်းလိုက်တို့ကမေ့လားပြည်သား50ရှိသေးတယ်မေ့သလားမမေ့ဘူးလားဓမ္မကြီးတွေကကြီးကိုယ့်ကိုအသိပဲ40 50ကိုယ့်အသက်50လောက်ရှိသေးတယ်ထိုင်စဉ်းစားနေတယ်ငါသားသမီးဘယ်နှယောက်ရှိတယ်3ယောက်ရှိတယ်ဟိုကောင်းနာမည်ဘယ်လိုခေါ်လဲမသိဘူးတခါကိုသားသမီးနာမည်ကိုမေ့တယ်ဒါကြတခါတည်းကြတော့ကိုသားသမီးခေါ်ကျင်တာက1ယောက်ဟုတ်တယ်မဟုတ်လားမောင်လှခေါ်ကျင်တာမောင်နီရေမောင်ဖြူရေတွေလျှောက်ခေါ်လို့ပြီးတော့မှဩငါနဲ့မေ့တရကောငါခေါ်ကျင်တာကမောင်လှအဲ့တော့မှစကားကထွက်လာအဲ့တော့ဒါတွေကအမှန်မှရှေ့ကတော့ဘိန်းတို့ပြေးတဲ့90မှမေ့ရမှာဘယ်တော့မှမေ့ရမှာလဲအေးကိုက90မနေတော့အခု50 60တဲကမေ့တာဟိုမေ့ကြကိုယ်တက်က90နေချိန်မှနေမှာဆိုတော့ကြိုမေ့ထားတာဘာမေ့ထားတာလဲသူထုံးတာက90ကျမှမေးရမှာဘယ်တော့မှမေးရမှာလဲအဲ့ဒါ90ကိုမနေဘူး60 90နဲ့ကိုမေးနေပြီအဲ့ဒါ30ကတော့100ကတော့ဘေးသတည်းတယနာဓာတ်ကအိယာထဲမှာလဲတဲ့အရွယ်တဲ့အဲ့တော့သက်တရားပြည့်အောင်နေသွားတဲ့သူဆိုတာရှာမရှားတယ်ငါညီသံဗုဒ္ဓမင်းဘာတွေလျှောက်ပြောနေမင်းစီစိတ်ဘာလို့လဲအသက်တရား7ပုံကြည်သမ်းမင်း
ဘယ်တဲ့ရွယ်မှာဘယ်ယောဂနဲ့ဘယ်ခါကာလသေမယ်ဆိုတာဘယ်သူမှမသိဘူးအဲ့တော့မင်းဘာလို့မလဲညီလေးဟာတော်ရောပေါ့မင်းအနှစ်50သူစည်းစိမ်ခံနေတာအနှစ်ဘယ်လောက်တဲ့လဲအနှစ်50တိတိမင်းစည်းစိမ်ခံနေရတာအခုအနှစ်50လုံးမင်းစည်းစိမ်နေခံစားပြီးတော့အမှုမဲ့အမှတ်မဲ့မင်းနေပေမဲ့လို့သေမင်းကတော့မင်းကိုမမေ့ဘူးမင်းကတော့မေ့နေပေမဲ့မမေ့နိုင်တာကသေမင်းမမေ့နိုင်တာကဘယ်သူလဲလဲမင်းမေ့ခြင်းတလောက်မေ့မမေ့နိုင်တဲ့သူကတော့သေမင်းနဲ့အဲ့တော့မင်းကိုအချိန်မရွေးခေါ်လိုက်မယ်ငါမသေးဘူးလို့မထင်နဲ့အပျော်ကြီးပျော်အမော်ကြီးမော်ပြီးတော့ငန်းကြီးမနေနဲ့ဒီလိုနေတာမင်းအာဝကိုကောင်းတယ်တို့ညီကို2ယောက်သေခဲ့ရတဲ့ဘဝတွေကိုငန်းကြီးမင်းကတော့တဘဝတည်းမြင်လို့ကိုကြီးက4ဘဝမြင်ရတယ်ဘယ်နှဘဝမြင်ရတယ်4ဘဝမြင်ရတဲ့ငှက်ဖြစ်တုံးဘဝကလည်းပဲဝင်ပေါ်ငှက်ဖြစ်တုံးဘဝကလည်းပဲကိုယ့်အကိုဖြားနာပြီးတော့မသေးရပဲနဲ့မုတ်ဆိုးလေလှီးတက်ပြီးတော့သေခဲ့ရတယ်တမင်မင်းဖြစ်စဉ်ကာလကလည်းပဲတို့ညီကို2ယောက်ကိုယ့်အကိုနေထိုင်မကောင်းဖြစ်ပြီးတော့တတ်တောင်တတ်တာမသေးခဲ့ရပဲနဲ့မုတ်ဆိုးလှန်ကျဲနဲ့အသက်ထွက်ခဲ့ရတယ်အဲ့တော့ငါကြီးရဲ့မင်းတန်ဝေကညာပွားပါတော့ကွာပွားပါတော့ကွာနဲ့ဘုန်းကြီးတို့ဘုရားလောင်းတော်တရားပြပေမဲ့လို့ပိဋကတေသံဘူတကတရားလဲဆုံးရောဘာပြောတော့ဆိုတော့နောင်တော်ကြီးဘုရားတဲ့နောင်တော်ကြီးဘုရားဟောကြားဆုံးမတော်မူတာလည်းပဲနှစ်သက်ဘုရားလုံးကောင်းပါတယ်ဒါပေမဲ့လို့ညီလေးမှာကတော့ကာမဂုဏ်ညွန်ဘွက်ကမထွက်နိုင်သေးတာကြောင့်လူဝတ်ကြောင့်ဘဝနဲ့ပဲနေပါရသေးတော့လူဝတ်ကြောင့်ဘဝနဲ့နေတဲ့အခါမှာအမမလုံးမိအောင်လို့နောင်တော်ကြီးတရားတွေခေါ်ပါလို့လျှောက်တော်မှာဘုန်းကြီးတို့ဘုရားလောင်းတော်စိတ်ဓာရသေးကမင်းကျင်တရား10ပါးတဲ့ဗါတယ်လေပရိသတ်မင်းကျင်တရား10ပါးသင်္ဃဟတရားစာရည်ဒီအပြင်မင်းတို့ကြည့်ရတဲ့တရားဟောလို့ပြီးတဲ့အခါကျတော့မှဘုရားလောင်းတော်ကအဘောကာသတယောဇန္တုဝဇန္တာခိရပါယိနိပရိဂိဏောသူဟာနေတိသစ္စာရာဇတိဥစ္စတိအဘောကာသတယောမွဲလိုက်တဲ့စီးစိမ်နဲ့အိမ်ဆိုရာဝေးရောတဲ့လွင်တီကောင်တစ်သက်မိတ်ကြောင်းလေး၌သာသေနှုတ်စွာနေတိုင်းကြရသောယောဇန္တုလူမပေါင်းခြင်းနဲ့တရောင်းစားတတ္တဝါသံမူတာမြည်သောအကျင့်ငါသည်ခိယပါယိနိနို့ကြွကျွေး၍မွေးမြူတတ်ပြီးအမိတရောင်းသားမှရင်းသည်ဝဇန္တာစကွယ်ဆံညာရှာဖွေထင်းခွေရေခသွားသည်ရှိသောသူဟာနေဟိစုပ်ပဲသေးကွေခွေးကလေးတွေနဲ့ပရိဂိဏောရောပြန်တုံမျိုးခွေးမကြီးရဲ့နှုတ်ကိုတောက်ဆိုခဲ့ရလေပြီဘသူနှုတ်တောက်ရတာလဲခွေးမကြီးရဲ့နှုတ်ကိုတောက်ဆိုခဲ့ရလေပြီသောဇန္တုလူမပေါင်းခြင်းနဲ့တရောင်းစားတတ္တဝသံမုဒ္ဒမြည်သောထွန်းကားကိုဣဒံယခုကာလမှာဣဒံယခုဘဝယခုကာလ၌ရာဇာပိပင်စလာတိုင်းရှင်သမိုင်းတွင်နဲ့ပလင်ကြီးဘယင်ကြီးဟူ၍ဥစ္စတိဆင်းရဲတခါချမ်းသာတလဲဝမ်းမသာနဲ့ဆင်းရဲတခါချမ်းသာတလဲဝမ်းမသာနဲ့ဒီဥစ္စာအတီမဟုတ်ပါအထက်လဲပြီးတော့တလဲတဲ့လဲခေါ်ပေါ်အပ်တဲ့ကဘာတန္တရာစကြီးဖြစ်ရပါပေသည်လို့အဘာတိကောင်းသွားမဲ့သွေမိန်ကြတော်မူလိုက်ပါပေသတည်းညီလေးသံဗုဒ္ဓမင်းငါပြောလို့မှတရားမရရင်လည်းနေတော့တရားမရရင်လည်းနေတော့မင်းကိုမင်းလေးဒီမှာငါပြောအောင်ပဲမင်းကိုမင်းငါကရှင်မယင်ကြီးငါအာနာရှင်ကြီးပဲဆိုပြီးတော့မတက်နဲ့ကွာမာနတရားမထားနဲ့ကွာမင်းယာတုအာနာပါဝါတွေဘလောက်အထွတ်ထိပ်ကိုရောက်ပါစေတစ်ချိန်တော့ကမင်းဟာတထောင်းစားတဲ့တစ်ချိန်တော့ဟာပါတယ်လေတစ်ချိန်တော့ကမင်းဟာတထောင်းသားတောင်မှရိုးတထောင်းသားမဟုတ်ဘူးအမေတထောင်းသားမကြီးမြို့ထဲသွားနေတဲ့ချိန်ကာလမှာခွေးမကြီးနှုတ်ကိုစိုးတဲ့ခွေးတထောင်းသားဘာတထောင်းသားလဲဘသူကလဲဘသူကပြောတာလဲစိတ်တာကဘသူကပြောတာလဲဘလို့ပြောလဲဘသူကိုပြောတာလဲဟိုရှင်မယင်ကြီးကိုပြောတာဘသူကိုပြောတာလဲဘယ်ရှင်မယင်တော့
နေအဲ့ဒီလိုလုပ်ပါဘယ်ရှင်မင်းတို့ဆိုဟိုကြည့်ဒီကြည့်ရှောက်ကြည့်မနေနဲ့ဟောတာကသံဗုဒ္ဓဆဟောနေတာဘာဟောနေတာလဲဘယ်သူကပြောတာတော့ဘယ်လိုပြောလဲတော်တော်ခေါ်ရတာရတာရှိလားမသိဘူးတော်တော်ဒီခွေးတောင်သားဟုတ်ဒီရှင်မင်းကြီးကဟောဘဝတုန်းကဘာဖြစ်ခဲ့လဲခွေးတောင်သားဘာတောင်သားလဲအဲ့ဒါခွေးမကြီးတို့ဆိုတဲ့ဟဲ့နေမာနကြီးမနေနဲ့ဟဲ့ခွေးတောင်သားရဲ့နေကိုနေရှင်မင်းဆိုပြီးတော့မာနကြီးမနေနဲ့ဟဲ့တံဗုဒ္ဓရဲ့သတွေးကမျိုးတဲ့နေရာမျိုးရတယ်မမျိုးတဲ့နေရာမမျိုးရဘူးဆိုတာဟုတ်တယ်ဟဲ့ခွေးတောင်သားရှင်မင်းရဲ့ဆိုပြီးတော့သတွေးမျိုးချတော့ဟိုလူပြောတယ်လို့ဒီလူပြောလို့ဖြစ်မှာကြောက်လို့နောက်ကပါလဲတံဗုဒ္ဓရဲ့ထက်ဘာထက်ရမလဲဘယေသားငယ်အဲ့ဒါတံဗုဒ္ဓကိုပြောနေတယ်ဘုရားလောင်းတော်စိတ်ဓာတ်ကအဲ့ဒါပြောတော့ဘယေသားရေဒါနဲ့သူစဉ်းစားတယ်ဘယ်လိုလုပ်ရကောင်းမလဲဒါလည်းငါမပြည့်နိုင်ဘူးမပြည့်နိုင်ဘူးဒီလိုဖြစ်နေတဲ့မင်းစည်းစိမ်ကိုကလည်းအဲ့ဒါနဲ့ကဲဘုရားလောင်းတော်ကလည်းကဲမကြောက်ရင်လည်းနေဖို့ကွာငါစကားနာမထောင်သည်ဖြစ်စေနာထောင်သည်ဖြစ်စေငါတာဝန်ကျေပြီးဘသူမပြုမိမိမှုနော်ကိုဝန်ကိုထံကိုလန်းကိုလျှောက်တန်တရာမှာမင်းတယောက်တည်းစာရွက်ကင်ပြီးတော့စရင်ရှင်းရလိမ့်မယ်ဘာကင်ပြီးတော့လဲအေးဘာစာရွက်တွေကင်ပြီးတော့ဘာစရင်တွေရှင်းမလဲတော့မသိဘူးဘယေသားအဲ့ဒါတန်တရာမှာကိုစရင်ကိုရှင်းရမှာနော်အဲ့ဒါကိုချမ်းသာမှကိုချမ်းသာမှကိုချမ်းသာအောင်နေတတ်မှဆိုပြီးတော့ဘယေသားရေဘုရားလောင်းတော်ကအမျိုးမျိုးတရားပြပြီးတော့ဒီလောက်တောင်ကောင်းပါတဲ့ရှင်မင်းငါအကြောင်းပြရသေးတာပဆိုပြီးတော့ဘုန်းကြီးတို့ဘုရားလောင်းတော်စိတ်ဓာတ်ကဘယေသားရေအဲ့ဒီရှေ့မှာပဲကောင်းငင်ကနေပြန်သွားတာဘယ်ကနေပြန်သွားတာခြေထောက်မှာခြေမုံတွေချထားဖြစ်ခဲ့တယ်အဲ့ဒီရှင်မင်းကြီးတံဗုဒ္ဓခေါင်းပေါ်တံဗုဒ္ဓခေါင်းပေါ်မှာချထားခဲ့တယ်အေးဘောကောင်းငင်ပြန်တော့ခြေမုံချလို့ရတာပေါ့မရဘူးလားတို့ကကောင်းငင်မှမပြန်နိုင်မဲနဲ့ဘာခြေမုံမှချမရတော့ဘာမှမဖြစ်ဘူးပေါ့ဘယေသားဒါပါပဲအဆုံးကတော့အဲ့ဒါတခါတည်းကောင်းငင်ပြန်ခြေမုံတွေချတော့မှအံ့ဩနေတော့အံ့ဩပါဟိုလာတော့က तू မတွေ့လိုက်ရဘူးလေလာတော့ကတော့လည်းကောင်းငင်ကလာတာပဲလာတော့ကလည်းဘယ်ရလာလဲပြန်သွားတော့လည်းဘယ်ကပြန်သွားလဲအလာတော့က तू တွေ့လိုက်လားမတွေ့လဲဘူးအပြန်ကြတော့မှတွေ့တော့အဲ့ဒီမှာတအားအံ့ဩသွားတာဟာငါအကူကြီးကငါနောင်တော်ကြီးကဒီလိုကောင်းငင်ပြန်နိုင်မလားကောင်းငင်ပြန်နိုင်မလားအဲ့တော့မှနောက်ကနေလက်အုပ်တရှိကြီးနဲ့ဘယေသားရေဘယ်လိုဖြစ်သလဲသိပြီးတော့အဲ့ဒီမှာပင်တီးတွေဖြစ်ပြီးတော့ငါလည်းပဲကိုကြီးလိုကောင်းငင်ပြန်နိုင်အောင်တော့ရဝင်ပြီးတော့ရသေးဝင်မယ်တဲ့ဘာဝင်မယ်တဲ့လဲအေးငါလည်းပဲတော့ရဝင်ပြီးတော့ရသေးဝင်မယ်ဆိုပြီးတော့ဘယေသားရေရွှေနန်းတော်ကိုပြန်ဥယျာဉ်ကနေရွှေနန်းတော်ကိုပြန်ပြီးတော့သားတော်လှုပ်တဲ့ပုဂ္ဂိုလ်ကိုဌိနအပ်တယ်သားတော်ကိုဘာလုပ်တယ်လဲဌိနအဲ့လိုသံဗုဒ္ဓမင်းကြီးသိတဲ့ဘယေသားရေဟိမဝန္တာကိုဝင်ပါတယ်ဘယ်ကိုဝင်လဲဟိမဝန္တာကိုဝင်တော့ဘုရားလောင်းတော်စိတ်ဓာတ်ရသေးကသိတယ်လိုက်လာမယ်ဆိုတာသိတော့မှအဲ့ဒီမှာဟိမဝန္တာတောဇကနေစောက်ကျိုးလို့တပိတ်သင်္ကန်းရသေးလို့အဝတ်စားတွေပေးလို့အဲ့ဒီမှာညီကို2ယောက်တံဗုဒ္ဓသည်ဘယေသားရေရသေးဝတ်ပါတယ်ရသေးဝတ်ပြီးတော့အကိုဘုရားလောင်းတော်ကြီးစိတ်ဓာတ်သင်ပေးတဲ့ချုံနေမန်ကြီးတွေအဲ့ဒီမှာအထုတ်ရင်းနဲ့ညီကို2ပါးလုံးဇန်သမဘတ်တွေရတယ်တဲ့သေတဲ့အခါမှာညီကို2ပါးလုံးဗြဟ္မပြည်ကိုသွားကြတယ်ဘယ်ကိုသွားလဲအေးဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တို့ဘုရားလောင်းတော်စိတ်ဓာတ်တံဗုဒ္ဓဇတ်တော်ကိုဇေတဝန်ရွှေကျောင်းတော်မှာပြန်ဟောတာဗမာပြန်ဟောတာဘဝသန္တရာခရီးသွားတာကဒီတိုင်းပဲကွာတဲ့နေကြီးတက်ခါမြင့်ကြီးတက်လက်အနိဘဝတွေများတယ်တဲ့ဘာဘဝတွေများလဲသန္တရာဆယ်ကြီးသွားတဲ့နေရာမှာဘယေသားရေဒီတိုင်းပဲဒါကြောင့်နောက်ဆုံးဘဝကြတော့ဇတ်တော်ပေါင်းတော့ဘုန်းကြီးတို့ဘုရားအလောင်းတော်ကစိတ်တဘုရားလောင်းတော်ကဘာလို့လဲအာနန္ဒာလောင်းကတံဗုဒ္ဓအာနန္ဒာလောင်းကဘာလို့လဲအေးတရားထိုအခါ၌သံဗုဒ္ဓနာမသံဗုဒ္ဓအမည်ရှိသောရာဇာမင်းသည်ဣဒာနှင့်ယခုအခါ၌အာနန္ဒောဧရရငါတံယာဓုခါ၌ညီတော်အာနန္ဒာ
မထေသူမြတ်သည်အရာတိဖြစ်ခဲ့ဘူးလေပြီညီတော်အာနန္ဒာသည်တန်ဗုဒ္ဓအလောင်းစိတ်တယသိသည်ဖယားအလောင်းစိတ်တယသိသည်ဘာအလောင်းလဲဟောတို့ဖယားပွင့်တော်မူရာကာလကြတော့ညီကိုနှစ်ယောက်ဖွားဘက်တော်အနေနဲ့အာဘောကာယဆံရွှေကံဆိုတဲ့ဖွားဘက်တော်9ဦးထဲမှာအာနန္ဒာမပါလာဘူးလားအေးအာနန္ဒာမထေသူမြတ်ပါလာပြီးတော့မြတ်စွာဘုရားနဲ့တနေ့တည်းဖွာတယ်တနေ့တည်းဖွာပြီးတော့အဲ့ဒီမှာသောတာပန်တည်တယ်မြတ်စွာဘုရားပြိဋိနိဗ္ဗာန်စာနဲ့ထီအောင်ကိုညီတော်အာနန္ဒာဒီသောတာပန်ဘဝနဲ့နေပြီးတော့ဟိုပထမသင်္ဃာနာတင်ပွဲကြီးစတဲ့ချိန်ကြတော့မှအာနန္ဒာယဟနာဖြစ်တယ်တက်တော်120နေသွားတာတက်တော်ဘယ်လောက်နေသွားလဲယဟနာဖြစ်နေအနှစ်40နေသွားတယ်သောတာပန်ဖြစ်နေအနှစ်80တဲ့ဘဝစသိမ့်သွားပြီဘာသိမ့်သွားပြီလဲတန္တရာဆက်ကြီးပြတ်သွားပြီဘာဆက်ကြီးပြတ်သွားတန္တရာဆက်ပြတ်သွားပြီတန္တရာဆက်ရသွားပြီမြတ်စွာဘုရားတို့လည်းပဲတန္တရာဆက်ရလို့တန္တရာဆက်ပြတ်လို့ဘိသတ်တွေဒုက္ခတွေငြိမ့်လို့နိဗ္ဗာန်မှာဝင်ဆံသွားကုန်ပြီဒါကြောင့်တရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်ပေါင်းတို့ကိုလည်းပဲဘုန်းကြီးကဒီဇတ်တော်ကြီးကြည်ပြီးတော့ဒီဇတ်တော်ကြီးနားထောင်ပြီးတော့ငါတို့တန္တရာဆက်မြန်မြန်ပြအောင်လုံးပါအခုဒါလူဘဝတော်ကြတော့ဘုန်းကြီးတို့ပရိသတ်ရဲ့တရားသားဘဝခွေးဘဝနွားဘဝပြန်ရောက်နိုင်လားမရောက်နိုင်ဘူးလားအေးမရောက်နိုင်ဘူးလို့ဘယ်သူမှမငင်းနဲ့ဟုတ်လားအလောင်းတော်များတော်မှာရောက်နိုင်သေးရဲ့ငါတို့လိုတမ္မန်ပုထုဇဉ်တွေဟာတန္တရာထဲမှာသွားနေရတာအနိဗ္ဗာန်တွေကြီးကျင်လီပြီးတော့သွားနေရတာအဲ့တော့အခုမြင့်မြတ်တဲ့လူဘဝရောက်နေရနေတော့မှကြိုးစားပြီးတော့တန္တရာဆက်ပြတ်ရပြတ်ကြောင်းသူတော်ကောင်းတရားတွေအားထုတ်နိုင်ကြပါစေဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဒီနေ့ခေါ်တဲ့ဇတ်တော်စိတ်တသံဗုဒ္ဓဇတ်တော်ဘာဇတ်တော်တော့လဲမြန်မာလိုပေးထားတဲ့နာမည်လေးကဆရာနိုင်မချမ်းသာရာဗာတရားတဲ့လေယထာနဝမိဓာရုနိမိလိတ်တဝနာဝိကိစ္စရေတတ္ထတတ္တဝိသံသာရေမိလိတ်တဝနာဝိကိစ္စရေအာနဝံမိငလိတ်မကံထိတ်ခမအနေနဲ့ပေါ်လာတဲ့ဝေါကပြင်ကျဲဝေါကပြင်ကျဲပင်လဲဆိုတဲ့သမုဒ္ဒရာကြီးတဲ့၌ဓာရုနိသေဖောင်ဝါဖောင်တအားဆောင်၍များမြောင်လာစွာစုံစင်းလာကြသည်ထဲဆတဲ့တုံးများတို့သည်မိလိတ်တဝါနာအတူတူတွဲပြီးတော့မခွဲမပြောင်းအကြောင်းဟုံနီးပေါင်းဆုံးပြီး၍ဝိကိစ္စရေယထာလိုင်းရည်တွေခွဲတာကြောင့်ကွဲကြရလေကုန်တကဲ့သို့တထပမထားယူဒီအတူသာလည်းတတ္တဗိလူနာပြမဇယနဲ့တတ္တဝါအဖြစ်မဆုံးနိုင်ကြတဲ့တေတုံထင်းစတို့သည်လီတန်တာရေဘေးပေါ်လာသည်လေဩကအနဝါတန်တရာပင်လေကြီးတဲ့၌မိလိတ်တဝါနာတူပင်ကံပြင်းချ၍အမှန်ဖြစ်ရတဲ့ဘုံခါဝဲအစုံမကွာသမိသားနဲ့ဇနီးမယားခင်မွန်းလင်ဟုချွေကျွမ်းဝင်အကြောင်းဟုံကနိသဖြင့်ပေါင်းစုံညာကုန်မြည်၍ဝိကေစရေသေလို့ရှင်လို့အနေနဲ့လျင်မိဘနဲ့သာသမီဇနီးမယားဆွေမျိုးညီကိုမောင်နှမတွေဘလို့ပင်ပေါင်းစုံပြီးတော့နေကြတော့လည်းပဲဝိကေစရေသေခွဲရှင်ခွဲအနေနဲ့လျင်ဘယ်တော့မှမခွဲခြင်းပဲနဲ့မကြခင်ပဲကွယ်ကွာ၍နေကြလေကုန်ပြီတကားတဘဝတာခဏတာတွေ့ကြတဲ့ပုဂ္ဂိုလ်တွေခဏလေးပေါင်းစုံပြီးတော့နောက်များမကြခင်ချိန်တွေမှာအလုံးလက်တွဲဖြုတ်ပြီးတော့ခွဲသွားရမယ်အဲ့တော့ခွဲမသွားခင်မှာပရိသတ်တူတူပြောချင်တာကလူဘဝလည်းရနေတုံသာသနာနဲ့တွေ့နေတုံကိုယ်နောက်ကိုပါမဲ့ကုသိုလ်ကောင်းမှုဒါနသီလဘာဝနာတနည်းပြောရင်တန်တရာဆက်ရကြောင်းဝိပဿနာတရားကောင်းတွေကိုအထောက်နိုင်ကြပါစေတန်တရာဆက်ပြကြောင်းတရားတွေအထောက်နိုင်ကြပါစေအထောက်ရင်နဲ့တဖြည်းဖြည်းနဲ့တန်တရာဆက်ကြီးကိုရနိုင်ကြပါစေဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဒီနေ့ခေါ်တဲ့တရားကိုပိဋကရဲ့ဓမ္မလင်္ကာလေးတစ်ပုဒ်ဆိုပြီးတော့တရားဝဲသိမ့်လိုက်ကြသို့လိုက်ဆိုပါအသက်စည်းစိမ်
န္ဓာအိမ်ကတိမ်တခဲနဲ့ကြည်ရင်ပြတ်သောမျက်စိအောက်တွင်လွင်ပြောက်စဉ်ဤသင်္ခါရဆက်သူပိုင်နဲ့၌ချက်မြက်တရားကုသိုလ်သာလျင်ချမ်းသာတိုးပွားကောင်းကျိုးများမည်ကြိုးစားသင်လာပေပြီတကားအသက်စီစိမ်ခန္ဓာအိမ်ငါတိမ်တခဲနဲ့ကြည်ရင်ပြတ်သောမျက်စိအောက်တွင်လွင်ပြောက်စဉ်ဤသင်္ခါရဆက်သူပိုင်နဲ့၌ထက်မြက်တရားကုသိုလ်သာလျင်ချမ်းသာတိုးပွားကောင်းကျိုးများမည်ကြိုးစားသင်လာပေပြီတကားဒေတိတောမေအယံဓမ္မောဗုဒ္ဓေနာဟစ္စာပါတိတောတေနသာဝေဒုက္ခယန္တုဇနာဣဋ္ဌသမင်္ဂိနောဗုဒ္ဓေနာအရဟတသုတယံဘူကိုင်းတု၌မမြင်ခောဓမ္မဖယားရှင်သည်အာခိစ္ဆပါတိတောထံကတိုင်းပယပြပြသာသာတိကရွတ်ဆိုရေဟောကြားအပ်သောအယံဓမ္မောတံစိတ်တသံဗုဒ္ဓဇတ်တော်လို့ခေါ်ဆိုအပ်တဲ့ဆက်ရနိုင်မှချမ်းသာရလို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာတော်များကိုမေမယငါသည်ဒေတိတော်မျိုးကောင်းသားမျိုးကောင်းသမီးပေါင်းသူတော်ကောင်းတို့သိစေမစေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီတေနထို့သို့ရှင်ဘုဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူးကြောင့်သဗ္ဗေကျွေးမဲ့ဥဒ္ဒုံလုံးစုံကုန်သောဇဏတရားနာရောက်လာပေါင်းများစွာတို့သည်ဣဋ္ဌသမင်္ဂိနောမိမိတို့အတိအလိုရှိအပ်တောင်းတအပ်သောဣဋ္ဌမင်္ဂလာကျက်တရေဖြာဖြာတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယန္တုယနေ့ကစာနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြမ်းကြမ်းမာမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်တည်း